အဲ့ဒီအချိန်တုန်းကသူကဆင်းရဲတဲ့ကျောင်းသူလေးတစ်ယောက်မို့ကျွန်တော်ကပဲစေတနာနဲ့ကျောင်းစရိတ်တွေကိုနှစ်နဲ့ချီပြီးထောက်ပံ့ပေးခဲ့တာဒါပေမဲ့နောက်ပိုင်းကျတော့သူကဘသူနဲ့တွေ့ရှောက်ပြောနေတော့တာပဲနောက်ထပ်10နှစ်နေရင်သူကကဘာပေါ်မှာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာတော့မှာတဲ့သူကကျွန်တော်စာပွဲပေါ်ကိုလက်နဲ့စပွဲရိုက်ပြီးပြောတယ်ဒီလကစပြီးဒီအကောင့်ထဲကိုငါရဲ့နေစည်းစားစည်းအတွက်လာတိုင်းဒေါ်လာ3သိန်းစီလွှဲပေးတော့တဲ့ကျွန်တော်လည်းအံ့ဩသွားတာပေါ့စပွဲပေါ်ကစာရွက်ပိုင်းလေးကိုကြည့်ပြီးလှောင်ပြုံးရင်သူတို့နှစ်ယောက်ကိုပြောလိုက်တယ်ငါကဘာလို့ပေးရမှာလဲဗီဗီယန်ကဒါဟာဖြစ်တင်ဖြစ်ထိုက်တဲ့အရာတစ်ခုလိုမျိုးပုံစံနဲ့ပြန်ပြောတယ်ဒေါ်လာ3သိန်းဆိုတာဘာများမို့လို့လဲအကြောင်းပြချက်ပေးနေဖို့လို့လားဒေါ်လာ3သိန်းဆိုတာငါအိတ်တစ်လုံးပို့တော့မရှိဘူးသူ့လက်ထဲကအိတ်ကိုကြည့်ပြီးကျွန်တော်တော်တော်ရဲချင်သွားတယ်အွန်လိုင်းကနေဝယ်ထားတဲ့ဒေါ်လာ800တန်အတူကြီးလေးအဲ့ဒါကိုသူကကြွားနေတာဆိုတော့ယုံတော့မယုံနိုင်ဘူးပြီးခဲ့တဲ့လကကြောင်းမုံဈေးတန်းမှာနေ့ရဲ့အိတ်တူကြီးတွေကိုပေါက်စီခိုးထည့်ခဲ့တာကိုမေ့သွားပြီလားဗီဗီယန်တယောက်ချက်ချင်းမျက်နှာကြီးရဲတက်သွားပြီနင်းလျှောက်ပြောနေတာလို့တစ်အနဲ့ပြန်ပြောတယ်အိတ်တစ်လုံးကိုဒေါ်လာ3သိန်းဟုတ်လားဗီဗီယန်နင်းအိမ်မက်နေတာလားငါနင့်ကိုမထောက်ပံ့ခင်တုန်းကနင်းကဒေါ်လာ1 ဒေါ်လာတန်ထမင်းဘူးတောင်မဝယ်နိုင်တဲ့သူပါငါကဘာလို့သူ့အတွက်နေစည်းစားစည်းပေးရမှာလဲကျွန်တော်လဲစာရွက်ပိုင်းလေးကိုအမိုက်ပုံနဲ့လွှင့်ပစ်လိုက်တယ်ငါကသူ့ဝမ်းကွဲမောင်လည်းမဟုတ်ဘူးအဲ့ဒီမှာဒက်စမွန်ကဝင်ပြောလာတယ်လောစင်မင်းတို့မိသားစုကဒီလောက်ချမ်းသာနေတာပဲငါတို့ကိုနည်းနည်းပါးပါးကူညီပေးတာကဖြစ်တင်တာပဲမဟုတ်ဘူးလားငါတို့ကိုဒီလောက်အထိတိတ်ခါချဖို့လိုလို့လားဗီဗီယန်ငါတို့လမ်းဘေးမှာဖုန်းတောင်းစားရမယ့်အခြေအနေရောက်ရင်တော့ငါအတွက်နဲ့နင်းရဲ့တိတ်ခါကိုချပြီးသူ့ကိုအတနာမခံပါနဲ့ဒါပေမဲ့ဗီဗီယန်ကလည်းအရှုံးမပေးဘူးနင်သာသူ့ကိုပတ်စံမပေးရင်နင့်စီကထောက်ပံ့ကြေးကိုငါလည်းဆက်မယူတော့ဘူးကျွန်တော်ရဲပဲရဲချင်တော့တယ်ပြီးခဲ့တဲ့2နှစ်အတွင်းမှာငါနင့်ကိုထောက်ပံ့ခဲ့တာစုစုပေါင်းဒေါ်လာ2တန်းခွဲရှိတယ်နင့်မှာတိတ်ခါရှိတယ်ဆိုရင်အဲ့ဒီပတ်စံတွေအကုန်လုံးကိုပြန်ပေးပြီ2တန်းခွဲဟုတ်လားနောက်10နှစ်ကြာရင်ငါနင့်ကို25တန်းပြန်ပေးမယ်ဗီဗီယန်ကသူပဲအမှန်တရားရှိတယ်လို့မျိုးပြောလိုက်တာငါနင့်ကိုအခွင့်အရေးတစ်ချိန်ပဲပေးမယ်ဒီအခွင့်အရေးလက်လွတ်သွားရင်တော့နောက်မှနင်ငါခြေထောက်ကိုဖက်ပြီးဒူးထောက်တောင်းမှန်ရင်တော့လကားပဲစိတ်ပြတ်သွားတာနဲ့ကျွန်တော်လည်းပတ်စံကျွေးတင်ကြောင်းလက်မှတ်ရေးထိုးရမယ့်စာချုပ်ကြီးတစ်ခုကိုထုတ်ပြီးစပွဲပေါ်ရိုက်ချလိုက်တယ်ဒါကိုလက်မှတ်ထိုးလိုက်တာဆိုရင်နင်းနဲ့ငါလုံးဝပတ်သက်မှုမရှိတော့ဘူးဗီဗီယန်ကနှာခေါင်းရှုံပြီးစာချုပ်ပေါ်ကိုသူ့လက်မှတ်ပေးတာနှိပ်လိုက်တယ်လောစင်နင်းနောက်မှနောက်တမရစီနဲ့ပြောပြီးတာနဲ့သူကတက်စမွန်ကိုဆွဲပြီးထွက်သွားတော့တာပဲကျွန်တော်လည်းအိမ်ကမန်နေဂျာစီချက်ချင်းဖုန်းဆက်ပြီးဗီဗီယန်ကိုထောက်ပံ့ပေးနေတာတွေအကုန်လုံးဖျက်သိမ်းခိုင်းလိုက်တယ်သူကလည်းချက်ချင်းပဲသဘောတူပြီးဟုတ်ကဲ့ပါသခင်လေးလို့ပြန်ပြောတယ်အဲ့ဒီအချိန်မှာပဲတိုင်လာကအပြေးလွှားရောက်လာပြီးမေးတယ်လောစင်မင်းနဲ့သူနဲ့ကဘာရန်မျိုးရန်စပြီးရှိလို့လဲဒါပေမဲ့ကျွန်တော်သူ့ကိုဘယ်လိုပြောပြရမလဲဒီမိန်းမကကျွန်တော်ရဲ့အရင်ဘဝကဇနီးဖြစ်ခဲ့ပြီးကျွန်တော်ကိုတေလူနီးပါးဖြစ်အောင်လုပ်ခဲ့တဲ့သူလို့ဘယ်လိုပြောလို့ရမှာလဲကျွန်တော်တို့နောက်မှာထိုင်နေတဲ့အတန်းဖော်နောက်တစ်ယောက်ကလည်းဝင်ပြောတယ်သူကအရင်ကတော်တော်လေးလိမ်မာပြီးအေးအေးဆေးဆေးရှိတာဘယ်သူနဲ့တွေ့ခေါင်းလိမ်ငုံပြီးနှိမ်ချတတ်တဲ့သူအခုကျမှဘာလို့လူတခြားစီဖြစ်သွားရတာလဲမသိဘူးကျွန်တော်စိတ်ထဲကနေတွေးလိုက်မိတယ်ဟုတ်တယ်လူတခြားစီဖြစ်သွားတာဒါမှမဟုတ်သူကအရင်ဘဝကသူ့ရဲ့ဗီဇအမှန်တိုင်းပြန်ဖြစ်သွားတာလည်းဖြစ်နိုင်တယ်ကျွန်တော်အဲ့ဒီဘဝကိုအခုထိမှတ်မိနေတော့မယ်သူကကိုစီးပွားရေးပါရမီရှင်လို့ထင်နေတာလေးပေးဆက်ဖွင့်ထားတဲ့ရုံးခန်းထဲမှာထိုင်ပြီးစာရွက်စာတမ်းလေးတွေပြင်လိုက်တဲ့စိတ်တုံးလေးထုလိုက်လို့ရတာကိုစီးပွားရေးလုပ်တယ်လို့ထင်နေတာလေတကယ်တော့နောက်ွယ်ကဆုံးဖြတ်ချက်တဝက်မကကိုကျွန်တော်ကပဲချပေးခဲ့တာအဲ့ဒါကိုသူကကိုစီးပွားရေးပါရမီရှင်ဆိုပြီးရှောက်ပြောနေတာကျွန်တော်ကပဲစာရွက်စာတမ်းတွေမှာလက်မှတ်ထိုးပေးခဲ့တာကိုသူမသိဘူးအဲ့ဒီလောက်အရင်မြစ်တွေရှိနေရင်ဘယ်သူမှမဆိုစီးပွားရေးပါရမီရှင်ဖြစ်သွားမှာပဲအဲ့ဒီအချိန်မှာပဲ BBNC ကဖုန်းမက်ဆေ့ချဝင်လာတယ်လောစင်နင့်ကိုငါဘယ်တော့မှခွင့်မလွတ်ဘူးကျွန်တော်လည်း VBN ရဲ့ဖုန်းနံပါတ်ကိုပိတ်ပစ်လိုက်ပြီးကျွန်တော်ရဲ့ကားဒရိုင်ဘာစီဖုန်းဆက်ပြီးကျောင်းကိုလာကြိုဖို့ပြောလိုက်တယ်သူလာမယ်ပြောတော့ဖုန်းချပြီးအတန်းထဲကထွက်ခဲ့လိုက်တယ်ဒါပေမဲ့ကားတကားကိုဖွင့်လိုက်တဲ့အချိန်မှာပဲ VBN ကကျွန်တော်ထက်အရင်ဦးအောင်ကားထဲကို Desmond ကိုတွန်းထည့်လိုက်တယ် VBN နင်ဘာလုပ်တာလဲသူကတော့ဒါဟာဖြစ်တဲ့နေဆိုတဲ့ပုံစံနဲ့ပဲ Desmond ရဲ့အဖေကဆေးရုံတင်ထားရလို့ငါတို့ဒီကားကိုသုံးဖို့လိုတယ်ငါတို့ကိုဗဟိုဆေးရုံကြီးကိုမောင်းပို့ပေးဒရိုင်ဘာကသူတို့နှစ်ယောက်ကိုကြောင်ကြည့်ပြီးဘာမှမပြောဘဲကားပေါ်ကဆင်းသွားတယ်ဟယ်လိုရဲစခန်းကဘာလားခင်ဗျာလူယူနှစ်ယောက်ကျွန်တော်ကားထဲကိုအတင်းဝင်လာလို့ပါလူတစ်ယောက်လောက်အမြန်လွတ်ပေးပါမကြခင်မှာပဲရဲတွေရောက်လာတယ်လောစင်မင်းရဲ့ဒရိုင်ဘာကိုတကားဖွင့်ခိုင်းလိုက်စမ်းပါငါနင့်ရဲ့ထောက်ပံ့မှုကိုလက်ခံပေးမယ်ဒါပေမဲ့ငါနင့်ကိုဘယ်တော့မှပြန်ကြိုက်မှာမဟုတ်ဘူးဆိုတာတော့စိတ်ထဲကနေကြိုတွေးမထားနဲ့ကျွန်တော်ပြုံးလိုက်ပြီးရဲရရှိမင်းဒီလူနှစ်ယောက်ကစိတ်မမှန်ဘူးထင်တယ်ဗျသူတို့ကိုစေယုံကိုပဲတန်းခေါ်သွားပေးဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဗျာ BBN ကတော့ထုံးစံအတိုင်းယုံကြည်ချက်တွေအပြည့်နဲ့ငါ့ကိုဒီလိုနီးနဲ့စိတ်ဝင်စားအောင်လုပ်ဖို့စူးစမ်းနေတာတကယ်ကိုကလေးကလားဆန်လွန်နဲ့လောစင်ရဲရရှိကသူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ပြီးမင်းတို့စေယုံသွားချင်လို့လားဟုတ်ကဲ့ကျမတို့ကိုအခုချက်ချင်းပဲလိုက်ပို့ပေးပါတော့ VBN ပြတလဲဖြစ်နေတာကိုမြင်တော့ရဲရရှိလဲဆက်ပြီးမမေ့တော့ပဲကဲဒါဆိုလဲကားပေါ်တက်ငါလိုက်ပို့ပေးမယ်ဆိုပြီးခေါ်သွားတော့တယ်အဲ့ဒီလိုနဲ့ VBN နဲ့ Desmond တို့နှစ်ယောက်ရဲကားစီးပြီးကျောင်းကနေထွက်သွားကြတာပေါ့အဲ့ဒီညတကောင်ရံမှာဖုန်းမြည်တမ်းကြောင့်ကျွန်တော်နိုးလာခဲ့တယ်ဖုန်းခေါ်ဆိုမှုတွေအပြင် message တွေလည်းအဆောင်ပေါင်းများစွာဝင်နေတာဖုန်းကိုကောက်ကြည့်လိုက်တော့ message တွေကဒီလိုလောစင်နင်ဘလို့တက်တီမျိုးနဲ့ငါကိုစိတ်ကျမ်းမာရေးစေယုံပို့ခိုင်းရတာလဲငါကကဘာပေါ်မှာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမဲ့သူဟာငါဒီကနေထွက်ရတဲ့နေ့ကျရင်နင်ကငါပထမဆုံးရှင်းမဲ့လူပဲကျွန်တော်လည်းကတင်ပေးကမိအိမ်လေးကိုဖွင့်ပြီးဘာခံစားချက်မှမရှိတဲ့မျက်နှာနဲ့ message တွေကိုရှောက်ကြည့်နေလိုက်တယ်ပြီးတော့တန်းဝင်ရင် screen ကိုဆက်ကြည့်မိတော့တောင်းပန်ပါတယ်ဖုန်းလေးပဲဖြစ်ဖြစ်ကင်ပေးပါဦးငါယူမနေဘူးဆိုတာကိုသူတို့ကိုပြောပြပေးစမ်းပါဖုန်းကို9မိနစ်အတွင်းကင်မလားဒါမှမဟုတ်ရင်ဖြစ်လာမဲ့နောက်ဆက်တွဲတွေကိုရင်ဆိုင်မလားကျွန်တော်လည်းဖုန်းကိုပြန်ချထားလိုက်ပြီးအပူတွေပါကွာလို့ရေရွရင်းဆောင်ကိုခြုံပြီးပြန်အိတ်လိုက်တော့တယ်နောက်ရက်မနက်စောစောကျောင်းမုံစားတန်းထဲမှာကျွန်တော်ရေတန့်ဘူးကုန်တဖုံတဲလာတော့ BBN နဲ့ Desmond တို့မနက်စာစားနေတာကိုလှမ်းမြင်လိုက်ရတယ် BBN ကမျက်နှာသေးကြီးနဲ့ထမင်းပန်းတွေကဟင်းတွေကိုရွေးနေပြီး Desmond ကတော့ပေါက်စီတစ်ဖက်ကိုပါဇက်ထဲအတင်းထိုးထည့်ပြီးစားနေတာ
အဲ့ဒီအချိန်မှာတိုင်လာကအနားကိုကပ်လာပြီးအတန်ကိုနှိမ့်လာပြောတယ်မင်းကြားပြီးပြီလားလောစင်မင်းညကကြောင်းအုပ်ကြီးကိုယ်တိုင်စိတ်ကျမ်းမာရေးစေယုံကိုသွားပြီးအာမခံလက်မှတ်ထိုးခဲ့ရတယ်တဲ့အဲ့ဒီလူနှစ်ယောက်လွတ်လာဖို့အတွက်စောင့်ကြည့်ခါဖို့ဒေါ်လာ9000တောင်ပေးခဲ့ရတယ်ဆိုပဲငါတော့တကယ်ကိုမယုံနိုင်ဘူးအတီကြီးလားဟာကျွန်တော်ထိုင်လိုက်တော့တိုင်လာကပို့ပြီးတိုးတိုးလေးကပ်ပြောပြန်တယ်ပို့ပြီးရဲရတာကဘာလဲဆိုတော့မင်းညက BBN ကငါတို့အတန်းထဲကလူတိုင်းစီဖုန်းဆက်ပြီးသူတနေ့ကျရင်ကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှာတဲ့အခုသူ့ကိုစေယုံကနေရွေးဖို့အတွက်ပတ်စံဒေါ်လာ800လောက်စုပြီးချေးပေးကြပါဆိုပြီးရှောက်ပြောနေတာဒါကိုကြားတော့ကျွန်တော်မျက်လုံးတွေပါပြူးသွားရတယ်အဲ့ဒီဒေါ်လာ800ကိုနောက်10နှစ်ကျရင်အစတရာပြန်ပေးမယ်လေကျွန်တော်တောက်လက်စရေးတွေတောင်ပြန်ပန်းထွက်ကုန်ပြီးမယုံနိုင်လုံးလို့ပြန်မေးလိုက်မိတယ်သူနင့်စီပါဖုန်းဆက်တာလားတိုင်လာကအော်ဟစ်ပြီးရေတော့တာပဲငါတယောက်တည်းမဟုတ်ဘူးအတန်းထဲကလူကုန်ပဲကြားရတဲ့လောက်တော့မနဲ့အစောကြီး3နာရီမှအတန်းပိုင်ဆရာစီ2ခါတောင်ဖုန်းဆက်ပြီးအခုဒေါ်လာ800အရင်ချေးထားပြီးရင်သူစေးရုံကထွက်လာတဲ့အခါကျေးဇူးဆက်ပါမယ်လို့ပြောတာတဲ့အဲ့ဒါနဲ့ဆရာလည်းဖုန်းချပြီးတာနဲ့သူ့နံပါတ်ကိုချက်ချင်းပိတ်ပစ်လိုက်တယ်ပြောတာပဲတိုင်လာကပြောလဲပြောမျက်ရည်တွေထွက်တဲ့အထိကိုအားရပါရရင်းနေတော့တာကျွန်တော်လည်းပါစက်ကိုတုံရင်းနဲ့စဉ်းစားကန်းဝင်သွားမိတယ်ဒါကတကယ်ကိုသူ့ဗီဇအတိုင်းပဲအရင်ဘဝတုန်းကလည်းသူကမနဲ့အစောကြီး4နာရီမှလူတွေကိုအလုပ်တွေခိုင်းတတ်တာမင်းညကဆိုရင်ကျွန်တော်အဖေကုမ္ပဏီကလူကြီးတွေစီပါဖုန်းဆက်ပြီးဘာစီမံကိန်းကြောင်းတွေရှောက်ပြောလဲမသိဘူးအဲ့ဒါနဲ့ကျွန်တော်အဖေလည်းကုမ္ပဏီလှုပ်ဝက်ချက်တွေပေါက်ကြားကုန်ပြီးထင်ပြီးထိတ်လန့်သွားလို့မနဲ့အစောကြီးအရေးပေါ်စီးဝေးတောင်ခေါ်လိုက်ရသေးတယ်ကျွန်တော်လည်းအဲ့ဒီနေရာကနေထွက်ဖို့လုပ်တော့တိုင်လာကကျွန်တော်လက်မောင်းကိုလှမ်းဆွဲပြီး VPN ရှိတဲ့ဘက်ကိုလက်ညှိုးထိုးပြတယ် VPN ကနှာခေါင်းရှုံပြီးဒါတွေကိုအစားအစာလို့ခေါ်တာလားခွေးကျွေးရင်တောင်စားမှာမဟုတ်ဘူးလို့ပြောနေတာ Desmond ကချက်ချင်းဝင်ပြောရှာတယ် VPN ဒီလိုဈေးပေါ်တဲ့အစားအစာတွေကနင်းနဲ့မတန်ဘူးဆိုတာငါသိပါတယ်ဒါပေမဲ့နင်းတစ်နေ့လုံးပိုက်စာနေတာဆိုတော့အဆင်ပြေအောင်နည်းနည်းလောက်တော့စားလိုက်ပါဦးနော်ကျောင်းမုံဈေးတန်းကထမင်းချက်ကတော့ steak အသားလုံးကိုဓာတ်နဲ့ဒေါသတကြီးတောက်တောက်ဆင်းရင်စိတ်ပြက်လက်ပြက်နဲ့ပြန်ပြောတယ်မင်းတို့နှစ်ယောက်ကရှော့ဈေးကူပုံကိုတုံးပြီးမီနူးတဲကအပေါ်ဆုံး steak အသားလုံးကိုမာတာပြီးတော့မာကာရိုနီခောက်ဆွဲကိုပါအလကားထည့်ပေးဖို့တောင်းဆိုလို့ငါကထည့်ပေးလိုက်တာကိုအခုကြမှာအပြစ်တွေရှောက်ပြောနေပြန်ပြီစားကျင်စားမစားကျင်ရင်လည်းထွက်သွားကြစမ်း VPN ကထမင်းချက်ကိုဒေါသတကြီးလက်ညှိုးထိုးပြီးနင်ကဘာကောင်းမို့လို့ငါ့ကိုဒီလိုစကားမျိုးလာပြောရတာလဲငါဖုန်းတစ်ချက်ပဲဆက်လိုက်ရင်ဒီဆိုင်ချက်ချင်းပိတ်သွားရမယ်ဆိုတာနင်သိလားဒါကိုကြားတော့ကျွန်တော်လည်းအော်ရမိတော့တာပေါ့ VPN ကကြောင်သွားပြီးမျက်နှာကြီးကတဖြည်းဖြည်းနီးရဲတက်လာတဲ့တိုင်လာကတော့ပိုပြီးအားရပါရနဲ့ကျန်းပြင်ပေါ်လူးလိမ့်မတက်ကိုရည်နေတော့တာအဲ့ဒီနောက်ကျွန်တော်အတန်းထဲကိုသွားဖို့လုပ်တော့ VPN ကအတန်းတကားဝမှာလာပိတ်ရက်တယ်ပြီးတော့အတန်ကျဲကြီးနဲ့ပြောတော့တာပဲအခုထိထွက်ပြေးဖို့စူးစမ်းနေတော့လားငါ့ကိုဒေါသထွက်အောင်လုပ်တဲ့အကျိုးဆက်ကိုနင်ခံနိုင်မှာမဟုတ်ဘူးကျွန်တော်လည်းအန်ကျိတ်ထားပြီးဘာမှပြန်မပြောပဲစွန့်လို့နေခဲ့ရတယ် VPN ကလူရဝင်တဲ့ပုံစံဖမ်းပြီးဘာလဲငါ့ကို Desmond နဲ့အတူတွေ့တော့နင်းတဝင်းတို့သွားတာမလားအဲ့ဒါကြောင့်ငါ့ကိုကလဲစားချေဖို့ဒီနီလန်းကိုတုံးတာမဟုတ်လားလောစင်နင်လုံနိုင်တာဒါအကုန်ပဲလားနင်ပဲအပန်းဖြေတာရက်လိုက်စမ်းပါငါနဲ့ Desmond နဲ့ကတယောက်ကိုတယောက်ဂတိသစ္စာပြုပြီးသားငါဘလို့နီးနဲ့မှနင်နဲ့တွဲမှာမဟုတ်ဘူးအဲ့ဒါကြောင့်နောက်ကိုငါတို့နဲ့ဝေးဝေးမှနေပါနောက်တစ်ခါထပ်ပြီးစီးကြော်လာရင်တော့ငါဒီအတိုင်းလွတ်ထားမှာမဟုတ်ဘူး VPN နင်တကယ်ပဲစိတ်ကြမ်းမာရေးတစ်ခုခုဖြစ်နေတာလားငါနင့်ကိုဘယ်နှခါပြောရမလဲငါနင့်ကိုလုံးဝစိတ်မဝင်စားဘူးကျွန်တော်လည်းဘာမှတတ်နိုင်တဲ့ပုံစံနဲ့လက်နှစ်ဖက်ကိုအပေါ်မြောက်ပြလိုက်ပြီးနင်ဘသူနဲ့ပဲတွဲအဲ့ဒါနင်ကိစ္စလေးငါ့ကိုအဲ့ဒီထဲဆွဲမထည့်ဆမ်းပါနဲ့ VPN ကပို့ပြီးတော့တောင်စိတ်ဆိုးဒေါသထွက်လာကဆက်ပြီးတော့ဒါဟန်ဆောင်နေလိုက်စမ်းပါအရင်ဘဝတုန်းကနင်ငါနောက်ကိုလိုက်ဖို့ပတ်စံတန်းနဲ့ချီပြီးတုံးခဲ့တာတွေကိုငါမေ့သွားပြီလို့နင်တကယ်ထင်နေတာလားကျွန်တော်လည်းသူ့ကိုဒေါသတကြီးနဲ့လက်ညှိုးထိုးပြီးအဲ့ဒါအရင်ဘဝကလေအခုဘဝမှာငါနင့်ကိုမကြိုက်တော့ဘူးခစ်တွေပြောင်းသွားပြီးငါပြောတဲ့စကားလုံးအရှင်းသားကြီးကိုနင်နားမလည်ဘူးလား VPN ကပတ်စံအိတ်ကိုရင်ဘတ်ပေါ်လက်ပိုက်ထားပြီးကျွန်တော်ပြောတာတွေကိုတလုံးမှနားမထောင်တဲ့အပြင်ဆက်ပြီးတော့တောင်ပြောသေးတယ်နင်းတဝင်တူနေတာပဲငါနဲ့ Desmond တွဲနေတာကိုနင်းမကြည့်ရနိုင်ဘူးမလားအဲ့ဒါကြောင့်ငါတို့ကိုတမင်တကာပြစ်မှတ်ထားပြီးလုပ်နေတာငါ့ကိုစိတ်ကြမ်းမာရေးစေယုံပို့လိုက်ရင်ကြောက်ပြီးနင်းစီပြန်လာလိမ့်မယ်လို့ထင်နေတာလားအိမ်မက်ပဲမက်နေလိုက်ကျွန်တော်တကယ်ကိုဒေါသထွက်လွန်းလို့သွားကိုအန်ကျိတ်ပြီးလူယူမတ်လို့ဆဲလိုက်ပြီးလှည့်ထွက်ခဲ့တော့တယ် VPN ကတော့နောက်ကနေအော်ပြီးချင်းချောက်ကြံခဲ့တယ်လောစင်မနှက်ပြန်ကြောင်အားကစားပြိုင်ပွဲကြမှာတွေ့ကြသေးတာပေါ့နောက်ရက်အားကစားပြိုင်ပွဲရောက်တော့ VPN တယောက်အားအိမ်တွေအပြည့်နဲ့တောက်ပတဲ့အပြုံးတွေနဲ့အားကျိုးမှန်တက်အော်ဟစ်အားပေးနေပြန်ရောအဝေးကပွဲကြည့်စင်ပေါ်ကအလူရှင်တယောက်ကလှမ်းကြည့်ပြီးအဲ့ဒီကောင်မလေးကတကယ်ကိုတက်ကြွတာပဲသူ့ရဲ့စာမွေးပွဲအဆင့်ကလည်းကျောင်းမှာထိတ်ဆုံး3ယောက်ထဲမှာပါတယ်သူကရေရှည်ထောက်ပံ့ပေးဖို့တန်တဲ့သူပဲ VPN ကတော့အတန်းဖော်တွေအတွက်ရေရေမောမောနဲ့ဆက်ပြီးအားပေးနေတော့မယ်အဲ့ဒီအချိန်မှာဆရာက VPN နားကိုရှောက်လာပြီး VPN ဆရာနဲ့ခဏလိုက်ခဲ့ဦးဆိုပြီးခေါ်သွားတယ်အလူရှင်က VPN ကိုပြုံးပြီးပြောတယ်အင်မတန်တော်တဲ့ဒီနေ့ကစပြီးငါတို့ကုမ္ပဏီကနင့်ကိုတစ်လဒေါ်လာ8000ထောက်ပံ့ပေးမယ်နင်တက္ကသိုလ်ပွဲရတဲ့အထိပေါ့ VPN ရဲ့မျက်နှာကချက်ချင်းတည်သွားပြီး8000ဟုတ်လားရှင်ကျမကိုစော်ကားနေတာလားအဲ့ဒီစကားကြောင့်လူတိုင်းကြောင်သွားကြတယ်အလူရှင်ကလည်းပြပြတလဲနဲ့လက်ကပြပြီးဒီမလေးဒေါ်လာ8000ဆိုတာနေ့ရဲ့နေ့စဉ်စားစရိတ်အတွက်လောက်ငါတာထက်ပိုပါတယ်တခြားကျောင်းသားတွေဆို9000ပဲရကြတာအခုအိမ်ချမ်းမြေလုပ်ငန်းကအရင်လိုမဟုတ်တော့ဘူးကြာဆင်းနေတဲ့လုပ်ငန်းကြီးဖြစ်နေပြီ VPN ကတော့တထေးသမီးအလိုလိုက်ခံထားရတဲ့ပုံစံမျိုးနဲ့လက်ပိုက်ပြီးဒီလောက်ပတ်စံအနေငယ်လေးနဲ့ကျမကဘလို့လုံနိုင်ငံတကာအဆင့်မီအဖွဲ့အစည်းတစ်ခုကိုတိစောက်နိုင်မှလဲရှင်တို့ကျမကိုတေချာမထောက်ပံ့နိုင်ရင်လဲဒီနေရာကိုတခြားလူကိုသာပေးလိုက်ပါတော့ပြောပြီးတာနဲ့ VPN ကနှာခေါင်းရှုံပြီးထွက်သွားတော့တာပဲဆရာဖြစ်သူကတော့ဒေါသလဲထွက်အလူရှင်ကိုအဆင်ပြေအောင်လိုက်ပြောဖို့လုပ်ပေမဲ့အလူရှင်ကလက်မခံပဲဆရာလက်ကိုတွန်းဖယ်ပစ်လိုက်တယ်အဲ့ဒီချိန်မှာထောက်ပံ့ကြေးစောင့်မျှော်နေတဲ့ចောင်းသားတွေရဲ့နာမည်စာရင်းတွေပါတဲ့စာရွက်တွေကမြေပြင်ပေါ်ပြုတ်ကျပြီးလေထဲမှာလွတ်စင်ကုန်တော့တယ်အလူရှင်ကဒေါသကြီးနဲ့အော်ပြောတယ်တော်တော်လေးကိုဒေါ်တဲ့ចောင်းသားကြီးပါလားမာနာကြီးပြီးအလူတန်းကိုညင်းပယ်တယ်ပေါ့ဒီចောင်းကចောင်းသားတွေကဒီလောက်တောင်မာနာကြီးနေကြမှာတော့ငါလဲငါပတ်စံတွေကိုဒီနေရာမှာအလားဟတအဖြုံးမခံနိုင်ဘူးလို့ပြောပြီးထွက်သွားတော့တယ်အဲ့ဒီအချိန်မှာထောက်ပံ့ကြေးတကယ်လိုအပ်နေတဲ့ဂျိုနန်ကသူ့အကိုဖြစ်သူကိုဖတ်ပြီးငိုနေရှာတယ်
ငါတို့မှာပတ်စံတပြားမှမကြံတော့ဘူးအကိုကြီးကေးလက်ရဲ့မျက်နှာမှာလည်းမျက်ရည်တွေဆူရွှဲနေပေမဲ့သူ့ညီကိုအတင်းနှစ်သိမ့်ရှာတယ်မငိုပါနဲ့ညီလေးရလမ်းစာတစ်ခုခုတော့ရှိလာမှာပါလမ်းစာရှိလာမှာပါဗီဗီယန်ကဒါကိုမြင်တော့သူတို့ကိုမထရမဲ့မြင်ကြည့်ပြီးဒီလောက်အလူငွေလေးတစ်ခုအတွက်နဲ့ဒီလောက်အထိငိုယိုနေကြတာတကယ်ကိုတနာစရာကောင်းလိုက်တာနင်တို့မှတိတ်ခါဆိုတာလုံးဝမရှိတော့ဘူးလားဗီဗီယန်လှည့်ထွက်သွားတာကိုကြည့်ပြီးကျွန်တော်တကယ်ကိုဒေါသထွက်လွန်းလို့လက်တီးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားမိတယ်ဗီဗီယန်နေ့ရဲ့တန်ဖိုးမရှိတဲ့မာနတစ်ခုအတွက်နဲ့တခြားလူတွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်မဲ့တစ်ခုတည်းသောအခွင့်အရေးကိုနင်းဖြတ်စည်းပစ်လိုက်တာပဲကျွန်တော်လည်းငိုနေတဲ့ညီကိုနှစ်ယောက်နာကိုရှောက်သွားပြီးကိစ္စမရှိပါဘူးဘန်နဲ့ကုမ္ပဏီအုပ်စုကနင်တို့ကိုထောက်ပံ့ပေးဖို့အဆင်သင့်ရှိပါတယ်ညီကိုနှစ်ယောက်လုံးတပြိုင်တည်းကောင်းမောကြည့်လာပြီးမယုံနိုင်တဲ့အတန်နဲ့မေးကြတယ်တကယ်ကြီးလားဟင်တကယ်ကြီးလားတယောက်ကိုတစ်လဒေါ်လာ1000ခွဲစီဆိုရင်လောက်ပါမလားညီကိုနှစ်ယောက်တယောက်ကိုတယောက်ကြည့်လိုက်ပြီးချက်ချင်းတူးထောက်ချလိုက်ကြတယ်ပြီးတော့တုံရီနေတဲ့အတန်တွေနဲ့ဗျာမဟုတ်တာဒေါ်လာ3000ဆိုရင်တင်လောက်ငါတာထပ်ပိုးနေပါပြီကျေးဇူးအများကြီးတင်ပါတယ်လောစင်ခမရတကယ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကောလိပ်ဖွဲ့ရရင်ဒီကျေးဇူးကိုပြန်ဆက်ပါမယ်ကျွန်တော်လည်းသူတို့နှစ်ယောက်လုံးကိုတွဲထူပေးလိုက်ပြီးဒူးထောင်နေဖို့မလိုပါဘူးစာကိုပဲစူးစမ်းပြီးတင်ယူကြပါဗီဗီယန်ကတော့လက်ပိုက်ပြီးမဲပြုံးလေးနဲ့လှမ်းကြည့်နေတယ်လူတွေရဲ့တစ္ဆာရှိမှုကိုဝယ်ယူနေတာပေါ့ဟုတ်လားလောစင်နင်လောက်တတ်တာဒီလက်ကွက်တစ်ခုပဲရှိတာကိုကျွန်တော်လည်းဗီဗီယန်ရဲ့လှောင်ပြောင်တဲ့စကားတွေကိုဂရုမစိုက်ပဲညီကိုနှစ်ယောက်ကိုခေါ်ပြီးထွက်ခဲ့လိုက်တယ်ဆရာကတော့ဗီဗီယန်ရဲ့အပြုအမူကိုကြည့်ပြီးမျက်နှာတစ်ခုလုံးစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေလို့ကြံခဲ့ရတော့တယ်ဗီဗီယန်ကအရင်ကတော်တော်လေးလိမ်မာတဲ့မိန်းကလေးပါအခုကျမှဘာလို့လူတခြားစီဖြစ်သွားရတာလဲမသိဘူးသူကလူဆိုးဖြစ်သွားတာမဟုတ်ပါဘူးအရင်ဘဝကသူ့ရဲ့ဗီဇအမှန်တိုင်းပြန်ဖြစ်သွားရုံလေးတယ်အဲ့ဒီအကြောင်းကိုတွေးမိလေလေကျွန်တော်ရဲ့အပြုံးတွေကပိုပြီးအေးဆက်လာလေလေပဲသူ့လိုလူမျိုးတွေကတော့ကိုယ့်ခြေထောက်ပေါ်ကိုခလုတ်တိုက်ပြီးမှောက်ခုံမလဲမချင်းဘယ်တော့မှနိုးကြလာမှာမဟုတ်ဘူးဆရာအဲ့ဒီညီကိုနှစ်ယောက်အတွက်ထောက်ပံ့ကြေးစာရွက်စာတမ်းတွေကိုသာဆက်လုပ်လိုက်ပါတော့ကုန်ကြစည်အားလုံးကိုကျွန်တော်ပဲတာဝန်ယူပါမယ်ဆရာကကျွန်တော်လက်ကိုဝမ်းသာအားရဆုပ်ကိုင်ပြီးတကယ်ကြီးလားလောစင်တကယ်ကိုဝမ်းသာစရာပဲကွယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်ကျွန်တော်ပခုံးကိုပုတ်ပေးတယ်ပြီးတော့ညီကိုနှစ်ယောက်ကိုခေါ်ပြီးစာရွက်စာတမ်းကိစ္စတွေတွားလုပ်ပေးတော့တယ်ကျွန်တော်လည်းလှည့်ထွက်ဖို့လုံတုံးတိုင်လာကနောက်ကနေအပြေးလွှားရောက်လာပြီးကျွန်တော်ပခုံးကိုဖတ်လိုက်တယ်ကျွန်တော်လှည့်ကြည့်လိုက်တော့သူကလောစင်မင်းဘာတွေစဉ်းစားနေတာလဲလာပါငါတို့အားကစားပွဲပြီးရင်အတန်းလိုက်စုပြီးစားတောက်ကြဖို့ရှိတယ်လေလို့လာပြောတယ်စားတောက်ဆိုင်ထဲမှာတော့လူတိုင်းရဲ့ရေမောတန်တွေနဲ့ပြည့်နေနေတာပေါ့သပင်တစ်ဖက်စုချီထားတဲ့ကောင်မလေးတစ်ယောက်ကသူ့လက်ထဲကတုတ်ချောင်းကိုကင်ပြီးမျက်လုံးလေးတွေတောက်ပရင်ပြောတယ်ဟာစားစရာတွေကတော့အပြင်းစင်ပြည့်ပဲဟိဝိုင်းထဲကလူတိုင်းကလည်းပျော်ပျော်ရွှင်ရွှင်နဲ့ပြုံးပျော်နေကြပြီးတဝိုင်းလုံးစီစီကားကားနဲ့နှွေးထွေးလို့နေတယ်တိုင်လာကသူ့ဖန်ခွက်ကိုမြှောက်ပြီးဗီဗီယန်နဲ့ဒက်စမွန်တို့နှစ်ယောက်အခုထိရောက်မလာသေးဘူးထင်တယ်လို့ပြောရင်းဘေးဘီကိုလှည့်ပတ်ကြည့်လိုက်တယ်တခြားတန်းဖော်တွေကချက်ချင်းပဲဝင်ပြောကြတယ်သူတို့နှစ်ယောက်ကိုထားလိုက်စမ်းပါငါတို့ပဲအေးအေးဆေးဆေးစားကြရအောင်အဲ့ဒီအချိန်မှာပဲဗီဗီယန်ကဆိုင်တကားကိုဝန်းကနေတွန်းဖွင့်ပြီးဝင်လာတော့တယ်သူ့နောက်မှာတော့ဒက်စမွန်ကကပ်ပြီးပါလာတာပေါ့ဗီဗီယန်ကယွန်ရှာမုန်းတီးတဲ့မျက်နှာပေးနဲ့ဒီလိုအလှဆင်ထားတဲ့နေရာမျိုးကိုဆိုင်လို့ခေါ်လာလားလို့ပြောရင်းနေရာမှာဝင်ထိုင်လိုက်တယ်ပြီးတော့သူ့လက်ထဲကတုတ်ချောင်းနဲ့ပကံထဲကအစားအစာတွေကိုမထေမဲ့မြင်ပုံစံနဲ့ဟိုမွေတီမွေလုပ်ပြီးဒီအသားကလည်းတစ်သားတုံးလိုပဲမတောင်နေတာပဲဒီကဝန်ထမ်းတွေကရေတောင်တေချာမငဲ့ပေးတတ်ဘူးလားလို့စင်နေ့ရဲ့အကြိုက်ကလည်းတကယ်ကိုအောက်တန်းကျသွားပြီပဲလို့ပြောတယ်ကျွန်တော်လည်းဘာမှမထူးခြားတဲ့မျက်နှာပေးနဲ့ဗီဗီယန်ကိုစိုက်ကြည့်ရင်စိတ်ထဲကနေတွေးလိုက်မိတယ်ဒီဆိုင်ကငါမိသားစုပိုင်တဲ့ဆိုင်ဆိုတာသူကောင်းကောင်းသိတယ်ငါ့ကိုဒေါသထွက်အောင်တမင်တကာလာဆွနေတာပဲဗီဗီယန်ရဲ့စကားကြောင့်တခြားသူတွေလည်းကြောင်ကုန်ကြတာပေါ့အဲ့ဒီမှာတင်တိုင်လာကဒေါသတကြီးနဲ့သူ့ရဲ့ရေဖန်ခွက်ကိုစပွဲပေါ်ဆောင်းချလိုက်တယ်ဗီဗီယန်နင်ကအဲ့ဒီလိုစကားမျိုးကိုပြောထွက်သေးတယ်ပေါ့သူကဒေါသတကြီးနဲ့စပွဲကိုရိုက်ပြီးမတ်တက်ရက်လိုက်တယ်ဒီနေ့နင်ဘာအကြောင်းပြချက်မှမရှိပဲပြိုင်ပွဲကနေနှုတ်ထွက်သွားလို့ငါတို့အတန်းကစုတစိတ်3ခုတောင်ဆုံးရှုံးခဲ့ရတယ်တိလားဒါပေမဲ့ဗီဗီယန်ကတော့ဘာမှဂရုမစိုက်တဲ့ပုံစံနဲ့သူ့လက်ချောင်းလေးတွေနဲ့စပွဲကိုတောက်တောက်ခောက်နေရင်လူတိုင်းကဒီပွဲအတွက်3လပတ်လောက်စူးစမ်းပြီးလေ့ကျင့်ခဲ့ကြတာနင်ကတော့စာရွက်ရှာပြီးရှနာလေးဖြစ်တာနဲ့အကုန်လုံးကိုဖျက်ဆီးပစ်လိုက်တာပဲတိုင်လာကပြောရင်းနဲ့ပိုပြီးစိတ်ဆိုးလာကမျက်လုံးထဲကနေမိပွင့်မတက်ဖြစ်နေတော့တယ်တကယ်တော့ဒီနေ့မနေ့ကျောင်းစီပေးခန်းထဲမှာတခြားကျောင်းသားတယောက်ရဲ့ဒဏ်ရာကိုတူနာပြုဆရာမလေးကတေချာကုသပေးနေတော့တကားကဝုန်းကနေပွင့်လာခဲ့တာဗီဗီယန်ကမျက်နှာထူရောနေတဲ့ဒက်စမွန်ကိုတွဲပြီးအတင်းပြေးဝင်လာကပြတလဲပြောတော့တာပဲဆရာမဒက်စမွန်ကိုအရင်ကြည့်ပေးပါဦးသူဒဏ်ရာရထားလို့ပါတူနာပြုဆရာမလေးကငုံကြည့်လိုက်တော့သူ့လက်ညှိုးမှာပုံရချစ်ရလေးတင်ရှိတာကိုတွေ့လိုက်ရတယ်အဲ့ဒါနဲ့ဆရာမလေးကခဏလောက်ဘာမှမပြောဘဲတည်ငြိမ်တဲ့လေတန်းနဲ့သူတို့နှစ်ယောက်ကိုပြောလိုက်တယ်ဒီမှာနော်ဟိုဘက်ကကျောင်းသားကအခုချက်ချင်းဒူးကောင်းကိုချုပ်ဖို့လိုအပ်နေတာမင်းတို့လူကတော့ပတ်တီးလေးစီးပေးလိုက်ရင်ရပါပြီဒါပေမဲ့ဗီဗီယန်ကဆရာမလေးကိုဒေါသတကြီးနဲ့အော်တော့တယ်ရှင်ဒက်စမွန်ရဲ့လက်တွေကဘလောက်တောင်တန်မိုးရှိလဲဆိုတာသိရလားတကယ်လို့အမာယူတစ်ချက်လေးထင်ကြံခဲ့ရင်တော့ရှင်တယောက်တည်းမှာတာဝန်ရှိတယ်နော်ဆရာမလေးကတော့ခေါင်းတောင်မကြည့်ပဲအေးဆေးတဲ့လေတန်းနဲ့အနောက်မှာသွားပြီးတန်းစီပေးပါရှင်လို့ပဲပြန်ပြောလိုက်တယ်အခုစားတောက်ဆိုင်နဲ့ပြန်ရောက်တော့ဗီဗီယန်ကဘာကူမှအရေးမစိုက်တဲ့ပုံစံနဲ့အချိုရည်ပလင်းကိုယူပြီးတင်ထားတဲ့ငါးဟင်းပေါ်ကိုတွန်းချပစ်လိုက်တယ်တိုင်လာကစပွဲကိုထက်ရိုက်ပြီးမတက်ရက်ကဒေါသတကြီးနဲ့မေးတယ်ဗီဗီယန်ဒီဆိုင်ကတကယ်ကောင်းပါလေလို့ဒီမှာရှိတဲ့လူတိုင်းကတွေးနေကြတာနင်ကဘာဖြစ်ချင်နေတာလဲဗီဗီယန်ကတော့အထင်မြင်သေးတဲ့မျက်နှာပေးနဲ့ကောင်းတယ်ဟုတ်လားနင်တို့ကတကယ်စားတောက်ဆိုင်အစ်စ်မှန်ကိုရောက်ဖူးကြလို့လားစိတ်မကောင်းစရာပဲနင်တို့တဘွားလုံးဒီလိုဆိုင်မျိုးကိုရောက်ဖူးမဲ့အခွင့်အရေးရှိမှာမဟုတ်ဘူးဒက်စမွန်ကလည်းချက်ချင်းပဲလှောင်ပြောင်တဲ့လေတံနဲ့ဝင်ပြောတယ်အချို့လူတွေကမွေးကလေးကဆင်းရဲသားတွေဖြစ်လာကြတာလေဗီဗီယန်နင်ကလည်းသူတို့အဆင့်တန်းထိဆင်းပြီးစကားပြောမနေပါနဲ့သူတို့ကတဘွားလုံးနင်နာကိုတောင်ကတ်နိုင်မှာမဟုတ်ပါဘူးတယောက်ကမြောက်ပြီးတယောက်ကလည်းသဘောကျသူတို့နှစ်ယောက်ကတော့တကယ်ကိုဘူးနဲ့ဘူးဆိုပဲကျွန်တော်လည်းစဉ်းစားရင်းပြုံးလိုက်ပြီးဝင်ပြောလိုက်တယ်ကဲငါတို့စီမှာအနာဂတ်ရဲ့ဘီလီယံနာတထေးမကြီးကအတူတူလာစားပေးနေတာဆိုတော့ငါတို့လိုဆင်းရဲသားတွေကပတ်စံစုထည့်ပေးဖို့မလိုတော့ဘူးထင်တယ်ကျွန်တော်လည်းကြားတင်ငွေစာရွက်ကိုစပွဲပေါ်ကနေသူ့ဘက်ကိုရှော့တိုက်ပို့ပေးလိုက်တယ်ကဲ
အနာဂတ်ရဲ့တတိမကြီးခင်ဗျာဒီနေ့စားတော့ခဒေါ်လာ9000ကိုနင်းပဲအကုန်ကြခံပြီးရှင်းပေးလိုက်ပါလား VBN လဲစာရွက်ကိုငုံကြည့်လိုက်တာနဲ့မျက်နှာကြီးချက်ချင်းညီရက်တက်သွားတော့တာပဲဘေးနာကအတန်းဖော်တွေကလည်းဝိုင်းပြီးရေမောကမြောက်ပေးကြတာပေါ့ဒေါ်လာ9000ဆိုတာ VBN အတွက်တော့ဘာမှမဟုတ်ပါဘူးဟုတ်တယ်မလား Desmond ငါနဲ့လိုက်ခဲ့ပြောဆိုနဲ့ပဲ VBN ကကြတဲ့ငွေစာရွက်ကိုဆွဲယူပြီး Desmond ကိုပါဆွဲခေါ်ကပတ်စံသွားရှင်းတော့တယ်ကျွန်တော်ကတော့လှောင်ပြုံးရင်းစပွဲပေါ်လက်ပိုက်လိုက်ပြီးအေးစစ်စစ်ပဲပြောလိုက်တယ်ဒေါ်လာ9000ကိုထားလိုက်ပါဦး VBN ရဲ့အိတ်ထဲမှာဒေါ်လာ90တောင်ရှာမဟုတ်ပါဘူးပြောရင်းနဲ့ကျွန်တော်မျက်နှာကအပြုံးတွေပျောက်ဆုံးသွားပြီးမျက်လုံးတွေကအေးဆက်သွားတယ်နင်ဘလို့နီးနဲ့ပတ်စံရှင်းမလဲဆိုတာငါစောင့်ကြည့်ရသေးတာပေါ့မကြခင်မှာပဲ VBN ပြန်ရောက်လာတယ်သူကလက်ပိုက်ပြီးမာနတစ်ခွဲသားပုံစံနဲ့ရှောက်လာပြီးစပွဲပေါ်ကိုပြေစာဖြတ်ပိုင်းရိုက်ချလိုက်တယ်အားလုံးကဘာတွေကိုဝိုင်းကြည့်နေကြတာလဲဒေါ်လာ9000လေးတင်ဥစ္စာအတန်းဖော်တွေလည်းတယောက်ကိုတယောက်မျက်စိပြက်မျက်နှာပြက်ကြည့်လိုက်ကြပြီးတယောက်ကအတန်ကိုနှိမ်ကပြောတယ်သူတကယ်ကြီးရှင်းလိုက်နိုင်တာပဲဟာသူတကယ်ပဲချမ်းသာနေတာလည်းဖြစ်နိုင်တာပဲ VBN ကဝိုင်ဖန်ကွက်ကိုမကာအရေးတွေကိုလှုပ်ရမ်းရင်းနှုတ်ခမ်းတောက်မှာမာနအပြုံးတွေနဲ့ကျွန်တော်ကိုလှမ်းကြည့်တယ်လောစင်အခုကြတော့နင်ဘာပြောဦးမလဲအဲ့ဒီအချိန်မှာစိုင်တကားကြီးဝုန်းကနဲ့ပွင့်သွားပြီး Desmond ဝင်လာတယ်သူ့မျက်နှာတစ်ခုလုံးမဲမောင်နေပြီးလေဘင်းကဆွဲကြိုးလဲပြောင်းနေပြီးသူကကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်နေတာပေါ့ကျွန်တော်ကတော့လှောင်ပြုံးရင်းတရော်တဲ့လေတန်းနဲ့ပြောလိုက်တယ်ဟာကြည်စမ်းပါအောင်ဟန်ကိုဖို့အတွက်နဲ့မိသားစုအမွေနဲ့ဆွဲကြိုးကိုပါထုတ်ရောင်းလိုက်ရတယ်ပေါ့ချက်ချင်းဆိုသလိုပဲစိုင်တကားကြီးကိုအရှိန်နဲ့ကန်ဖွင့်ပြီးတန်ပိုက်လုံးတွေကင်ထားတဲ့လူ၃ယောက်ဝင်လာတဲ့တန်ပိုက်လုံးနဲ့ညွှန်ပြပြီးဓာတ်ပြက်ရနဲ့လူမိုက်ကောင်းဆောင်က Desmond မင်းကိုနောက်ဆုံးတော့မိပြီပေါ့လို့ပြောတယ်ဝိုင်းထဲကလူတွေအားလုံးထိတ်လန့်တကြားချက်ချင်းငြိမ်ကျသွားကြပြီး Desmond လည်းနေရာမှာတင်ကြောင်သွားတော့တယ်လူမိုက်နှစ်ယောက်ကရှေ့ကိုတက်လာပြီးသူ့ကိုဖမ်းချုပ်လိုက်တဲ့အခါ Desmond ကအော်တော့တာပဲမင်းတို့ဘာလုပ်တာလဲဒါပါလဲဓာပြက်ရနဲ့လူက Desmond ရဲ့ကောလာစကိုဆွဲပြီးရဆက်ဆက်လေးတန်းနဲ့ပြောတယ်မင်းဖေကငါတို့စီကနေအတိုးကြီးစားပတ်စံဒေါ်လာ3တန်းချီထားတာအဲ့ဒါကိုဒီနေ့ပြန်မဆက်ရင်မင်းရဲ့လက်တစ်ဖက်ကိုဖြတ်ပြီးအကျွေးဆက်ရလိမ့်မယ် Desmond တယောက်ကြောက်လန့်လွန်းလို့မျက်နှာကြီးဖြူလျှော်သွားပြီးမျက်ရည်တွေနဲ့တွေပါထွက်ကျလာတော့တယ်အဲ့ဒါကျွန်တော်အဖေချီထားတဲ့အကျွေးလေးပြသူ့စီပဲသွားတောင်းကြပါကျွန်တော်မှပတ်စံတပြားမှမရှိပါဘူးအင်ကြီးအပြာနဲ့လူကဓာတ်ကိုတင်လိုက်ပြီးအိတ်ထဲကမှတ်ပုံတင်တစ်ခုကိုထုတ်ကာ Desmond ရဲ့မျက်နှာရှိမှရမ်းပြတယ်မင်းအဖေကဒီမနက်တင်ထွက်ပြေးသွားပြီးဟာပြီးတော့အဖေကျွေးသားဆက်ရမယ်ဆိုတဲ့စာတိုလေးလဲခြံထားခဲ့သေးတယ်ကွာကျွန်တော်လည်းလက်ပိုက်ပြီးနေရန်ကိုမိကခေါင်းလေးစောင့်ကြည့်နေလိုက်တယ်ပွဲကောင်းကအခုမှစတာလေအရင်ဘဝတုန်းကလည်း Desmond ဟာသူ့အဖေကြောင့်နဲ့ပဲကြောက်ကက်တလုံးထုတ်ရောင်းခဲ့ရပြီးကျွန်တော်စီကနေပတ်စံတွေအတင်းညှိယူဖို့စူးစမ်းခဲ့သေးတာဒါပေမဲ့တနာစရာကောင်းတဲ့သူတွေရဲ့ကန်ဆိုးမှုနောက်ွယ်မှာတော့အမြဲတမ်းအကြောင်းပြချက်ရှိနေတတ်တာပဲဓာပြက်ရနဲ့လူက Desmond ရဲ့ကောလာကိုထပ်ပြီးဆွဲရလိုက်တော့အားပြရင် Desmond ချေချော်ပြီးကျမ်းပြင်ပေါ်ကိုမှောက်ခုံလဲကျသွားရှာတယ်Desmond ကပြတလဲနဲ့ပြန်ထလာပြီးတုံရင်နေတဲ့အတန်နဲ့စကလုံးတွေကိုအတင်းပြောရှာတယ်ကျွန်တော်မှပတ်စံရှိပါတယ်ကျွန်တော်ရီစားကကဘာပေါ်မှာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာတော့မှသူကျွန်တော်ကိုဒီအကျွေးတွေကူးဆက်ပေးမယ်လို့ကတိပေးထားတယ်အင်ဂျီအညိုနဲ့လူက Desmond ရဲ့ကောလာကိုဆွဲပြီးလှောင်ပြုံးတယ်အနာဂတ်ရဲ့ဘီလီယံနာတထေးမကြီးဟုတ်လားအင်ဂျီအပြာနဲ့လူကလည်းဘေးကနေဝင်ပြောတယ် Desmond မင်းကငါတို့ကိုကလေးတွေလို့ထင်နေတာလား Desmond ရဲ့မျက်နှာမှာမျက်ရည်တွေအလူရက်စီးကျလာပြီးအတန်တွေတုံရင်ကလဲချောင်းကွဲမတက်ပြောရှာတယ်တကယ်ပြောတာပါဗျာကျွန်တော်ချိန်ပြောရဲတယ်ကျွန်တော်ရီစားကတကယ်ကိုအချမ်းသာဆုံးဖြစ်လာမှာပါကျွန်တော်တကယ်ပြောနေတာပါဒီလောက်လောင်းကစားကြွေးနည်းနည်းလေးဆိုတာသူ့အတွက်ဘာမှမဟုတ်ပါဘူး Desmond ကမျောလင်းချက်အလင်းတန်းတစ်ခုကိုစုပ်ကင်လိုက်ရတယ်လို့မျိုးချက်ချင်းပဲတကားဝဘက်ကိုလက်ညှိုးထိုးပြီးအတန်ပြဲကြီးနဲ့အော်ပြောတယ်ကြည့်လိုက်ပါဦးသူရောက်လာပြီလူမိုက်3ယောက်လုံးလှည့်ကြည့်လိုက်ကြတယ် VBN ကအေးလူပဲရှောက်ဝင်လာပြီးမျက်နှာမှာဘာခံစားချက်မှမရှိတဲ့အပြင်တာမန်ကိစ္စလေးတစ်ခုကိုပြောနေတယ်လို့မျိုးအေးဆေးတဲ့လေတန်းနဲ့ပြောတယ်သူ့အဖေကရှင်းတို့ကို3တန်းကျွေးတင်နေတာမဟုတ်လားအဲ့ဒါကိုကျွန်မဆက်ပေးမယ် VBN ကဓာပြက်ရနဲ့လူရဲ့လက်ထဲကဖောင်တိန်ကိုအေးစစ်စစ်ယူပြီးဘာမှတွန်းဆုပ်မနေပဲအကျွေးတင်ကြောင်းစာချုပ်ကိုရေးပေးလိုက်တယ်ဒါကိုတေချာသိမ်းထားလိုက်ပါနောက်10နှစ်ကြာရင်အရင်ရောအတူရောအစ20ပြန်ပေးမယ်ဓာပြက်ရနဲ့လူကအော်ဟစ်ရေမောပြီးအဲ့ဒီစာချုပ်ကိုဆွဲယူကအပိုင်းပိုင်းဆုပ်ဖြဲပစ်လိုက်တယ်နေယူနေတာလားငါကငွေသားလိုချင်တာစာရွက်ပေါ်ကအလကားဂတိကဝတ်တွေကိုလိုချင်တာမဟုတ်ဘူးအဲ့ဒီမှာတင် VBN ကမျောလင့်မထားပဲကျွန်တော်လက်မောင်းကိုလှမ်းဆွဲလိုက်တယ်လောစင်နင်သူ့အတွက်ဒီအကျွေးကိုဆက်ပေးလိုက်ပါဒါဆိုရင်နင့်ရဲ့ရီးစားဖြစ်ဖို့ငါစဉ်းစားပေးမယ်ကျွန်တော်ကြားလိုက်ရတဲ့စကားကြောင့်ယုံတောင်မယုံနိုင်ဘူးဖြစ်သွားရတယ် VBN ကသူ့နှက်ခမ်းကိုသူကိုက်ပြီးအားတင်းကပြောနေတယ်လို့မျိုးအရင်ကထက်တိုးညင်းတဲ့အတန်နဲ့ဆက်ပြောတယ်ငါရဲ့ခန္ဓာကိုယ်ကိုနင်ပိုင်ဆိုင်ခွင့်ပေးနိုင်ပေမဲ့ငါရဲ့နှလုံးသားကတော့ Desmond စီမှာပဲအမြဲတမ်းရှိနေမှာပြောဆိုနဲ့ပဲသူကဘာမှဆုံးရှုံးစရာမရှိတော့တဲ့ပုံစံမျိုးနဲ့ကျွန်တော်စီကိုအတင်းတိုးကပ်လာပြီးကျွန်တော်ကိုနမ်းဖို့အထိကြံစီတော့တာပဲကျွန်တော်လန့်ပြီးနောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်လိုက်မိတယ်ပြီးတော့တကယ်ကိုစိတ်ပြက်လက်ပြက်နဲ့အော်ပြောလိုက်မိတာပေါ့နင်တကယ်ပဲစိတ်ယူပေါက်နေတာလားငါနင့်ကိုကြိုက်ပါတယ်လို့ဘယ်တော့မှပြောခဲ့လို့လဲ VBN ကနောက်ကိုဆုပ်သွားပြီးမဲပြုံးရင်းလူကောင်းကြီးလိုဟန်ဆောင်မနေစမ်းပါနဲ့အရင်ဘဝတုန်းကနင်ငါနောက်ကိုယူမှုလိုက်ခဲ့တာလေးတကြော့ပြန်လူပြန်ဖြစ်လာတယ်ဆိုရင်လည်းအုံနောက်လေးပါအောင်ယူခဲ့အောင်မှာပေါ့နင့်ကိုအရင်ဘဝတုန်းကကြိုက်ခဲ့တာတော့ငါဝန်ခံပါတယ်ဒါပေမဲ့အဲ့ဒါကအခုချိန်ကနေနောက်ထပ်9နှစ်ကြာမှဖြစ်မဲ့အရာတွေလေအခုချိန်မှာတော့နင်းနဲ့ငါကလူစိမ့်တွေလိုပဲအဲ့ဒါကြောင့်ပြဿနာလာမရှာစမ်းပါနဲ့ VBN ကဒါကိုကြိုတင်တွေးဆက်ထားပြီးသားပုံစံမျိုးနဲ့နင့်မှလည်းအရင်ဘဝကအမှတ်တညာတွေရှိနေတာပဲကိုဒါဆိုရင်ကိစ္စတွေကပိုပြီးလွယ်သွားတာပေါ့ပတ်စံကိုလူလိမ္မာလေးလိုတေးသေးချာချာထုတ်ပေးလိုက်စမ်းပါဒါဆိုရင်နောက်ထပ်10နှစ်ကြာတဲ့အခါနင့်မိသားစုရဲ့ဘေးကင်းလုံခြုံမှုကိုငါအာမခံပေးမယ်မဟုတ်ရင်တော့ငါ့ကိုစိတ်ဆိုးအောင်လုပ်တဲ့လူတွေဘာဖြစ်သွားတတ်လဲဆိုတာနင်ကောင်းကောင်းသိမှာပါကျွန်တော်ခက်ဖွက်ဖွက်ရေးလိုက်မိတယ်ဒါပေမဲ့တခုတော့မမေ့နဲ့ဦးဒီတစ်ခေါက်မှာတော့ငါမရှိရင်နင်ဘယ်တော့မှကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှာမဟုတ်ဘူး VBN ကနောက်ပြောင်တဲ့လေတန်းနဲ့ဟုတ်လားအဲ့ဒီလိုကြီးလား VBN အကျိုးအကြောင်းမရှိစွတ်တရုပ်လုံနေတာကိုကြည့်ပြီးကျွန်တော်လည်းရှေးဝေးဆက်ပြီးမငင်းကျင်တော့တာနဲ့သူ့ကိုတွန်းဖယ်ပြီးထွက်ခဲ့လိုက်တယ်
အနောက်ကနေတွားချိတ်ပြီးပြောလိုက်တဲ့ VVN ရဲ့အတန်ထွက်ပေါ်လာတယ်။လောစင်နင်ဒီနေ့မှားသွားတဲ့အမှားအတွက်တနေ့ကျရင်တန်ဖိုးအကြီးကြီးပြန်ပေးဆက်ရမယ်လို့ငါကတိပေးတယ်။ VVN ကလူမိုက်3ယောက်လုံးကိုတားဆီးဖို့သူ့လက်နှစ်ဖက်ကိုစံတန်းလိုက်ပြီးမေးကိုပင့်ကအထက်စီးဆန်တဲ့လေတံနဲ့ပြောလိုက်တယ်။နင်တို့ရဲ့တထေးကိုငါစီကိုယ်တိုင်လာတွေ့ဖို့ပြောလိုက်စမ်းပါအရင်ဘဝတုန်းကသူငါနဲ့အတူအလုပ်လုပ်ချင်လို့အတနာခံနေတော့ငါကတွေ့ခွင့်တောင်မပေးခဲ့တဲ့သူဒီဘဝမှာနင်တို့ဒီအကျွေးကိုလျှော့ပစ်လိုက်မယ်ဆိုရင်ငါနင်တို့အားလုံးကိုချမ်းသာအောင်လုပ်ပေးမယ်။ဒါပြက်ရတဲ့လူက VVN ကိုလူလူတယောက်လိုကြည့်ပြီးနင်ကငါတို့ကိုချမ်းသာအောင်လုပ်ပေးမယ်ဟုတ်လားအရင်ဆုံးစိတ်ကြမ်းမာရေးစေးုံသွားပြီးချမ်းသာအောင်အရင်လုပ်လိုက်စမ်းပါအောင်လို့ပြောရင်း VVN ရဲ့ပါးကိုဖျက်ရိုက်လိုက်ပြီးအေးဆက်ဆက်လေတံနဲ့သူတို့ကိုဖမ်းဆန်းလို့အမိန့်ပေးလိုက်တယ်။လူမိုက်တွေကလည်းဘာမှတွန့်ဆုတ်မနေပဲတပြိုင်တည်းဝင်လုံးကြတော့တာပေါ့ VVN တယောက်မြေပြင်ပေါ်လဲကျသွားပြီးအရိုက်ခံနေရတာတောင်စကားတွေပြန်ပြောနေတော့မယ်။နင်တို့အားလုံးယူကုန်ကြပြီလားငါကကဘာပေါ်မှာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမဲ့သူဟာငါရဲ့ရန်ပုံငွေတွေရောက်လာတဲ့နေ့ကျရင်နင်တို့အားလုံးနှောင်ရစေရမယ်။ဒက်စမွန်ကတော့အပိတ်ခံရလို့မြေပြင်ပေါ်လူးလိမ့်နေပြီးသူ့ကောင်းကိုအုပ်ကအတနာခံနေရှာတယ်။တောင်းပန်ပါတယ်ဗျာညတာလုပ်ပေးကြပါမျက်နှာကိုတော့မရိုက်ပါနဲ့ဗျာတောင်းပန်ပါတယ်။တိုင်လာကတော့ဒီမြင်ကွင်းကိုကြည့်ပြီးကြောက်လန့်လွန်းလို့ထောက်တနေရမှာတုံရီနဲ့ပုံနေရင်ဖုန်းကိုတိုးတိတ်ထုတ်လိုက်တဲ့သူ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေပြည့်နေပြီ။မဖြစ်ဘူးငါအခုချက်ချင်းရဲဖုန်းဆက်မရမယ်လို့တွေးနေတာပေါ့။မကြခင်မှာပဲစားတောက်ဆိုင်အပြင်ဘက်ကနေရဲကားအော်တန်တွေထွက်ပေါ်လာတဲ့လူမိုက်3ယောက်လုံးချက်ချင်းငြိမ်ချသွားပြီးတယောက်ကမျက်နှာဖြူရောသွားကဆရာကြီးရဲတွေရောက်လာပြီးပြက်လို့ပြောတယ်။တပြက်ရတဲ့လူကသွားကိုကြိတ်ပြီးမြေပြင်ပေါ်က VVN နဲ့ Desmond တို့ကိုစိုက်ကြည့်ကသွားကြဆိုဒါပေမဲ့နင်တို့2ယောက်တတိထားနေကြပါဒီကိစ္စကိုနောက်မှပြန်ရှင်းကြသေးတာပေါ့။ပြောပြီးတာနဲ့သူတို့3ယောက်လုံးနောက်လည်းမကြည့်ပဲတယောက်လိုက်ဖမ်းနေတယ်လို့မျိုးအမြန်ထွက်ပြေးသွားကြတော့တယ်။မြေပြင်ပေါ်မှာတော့ဒဏ်ရာတွေအမဲဆက်တွေနဲ့တုံလုံးချောက်ချနေတဲ့ VVN နဲ့ Desmond တို့2ယောက်ပဲကြံခဲ့ရတယ်။အထူးသဖြင့် Desmond ကတော့မျက်နှာတစ်ခုလုံးဖူးယောင်ပြီးဘသူပဲဝါမှန်းတောင်မမှတ်မိနိုင်တော့တဲ့အခြေအနေဖြစ်သွားရှာတယ်။ VVN ကကျမ်းပြင်ပေါ်မှာထိုင်ရင်သူ့ကိုယ်သူပွေ့ဖက်ကတုံရီနေတဲ့သူကောင်းကုန်ပြီးအကြာကြီးငြိမ်နေခဲ့ရကနေတွေးမိလေပို့ပြီးဒေါသထွက်လာလေဖြစ်ပြီးမျက်လုံးတွေညီရဲကကျမ်းပြင်ကိုလက်သီးနဲ့စောင့်ထုလိုက်တယ်။ဒါတွေအကုန်လုံးလောစင်ရဲ့အဖြစ်ပဲ။အဲ့ဒီအချိန်မှာ Desmond ကတော့သူ့မျက်နှာကိုအုပ်ပြီးကျမ်းပြင်ပေါ်လူးလိန်ကတကယ်ရိုက်ခံရတော့ငါထပ်ပို့ပြီးအတန်ကျဲကြီးနဲ့အော်ငိုနေရှာတယ်။ငါမျက်နှာကြီးအီဟီတိုင်လာကအဲ့ဒီနေရာမှာတနာစရာကောင်းလောက်အောင်လဲနေတဲ့သူတို့2ယောက်ကိုကြည့်ပြီးမှတက်ပြင်းချနိုင်တော့တယ်သူ့ရင်ဘက်ကိုသူပြန်ပုတ်ရင်တုံရီနေတဲ့လေတံနဲ့တော်သေးတာပေါ့ငါရဲဖုန်းဆက်လိုက်လို့မဟုတ်ရင်ဒီလူ2ယောက်အခုလောက်ဆိုမြက်အောက်ခြေကငါးတွေရဲ့အစာဖြစ်နေလောက်ပြီလို့ပြောတယ်နောက်ရက်မှာတော့တိုင်လာကအတန်းဖော်2ယောက်ကိုခေါ်ပြီးစာပွဲနှလုံးကိုပစ္စည်းတူလောင်ခန်းနဲ့ရွှေ့ခိုင်းနေတယ်အတန်းဖော်1ယောက်ကစာပွဲကိုမရင်စဝေစဝါနဲ့မေးတယ်ဘာဖြစ်လို့လဲတိုင်လာရဲ့ဘာတွေဖြစ်ကုန်တာလဲတိုင်လာကလက်ပိုက်ပြီးအတင်းအဖြစ်တွေပြောချင်ဆန်းဆန်းပုံစံနဲ့အဲ့ဒီ2ယောက်ကြောင်းထုတ်လိုက်ပြီးလေစီးပွားရေးလုပ်ပြီးပတ်စံအကြီးကျယ်ရှာတော့မယ်ကြည်ရတဲ့လောက်တော့နောက်ဆိုရင်သူတို့ကအလုတ်မှုဆောင်ချုပ် VVN နဲ့အလုတ်မှုဆောင်ချုပ် Desmond ဖြစ်လာကြတော့မှာပေါ့လို့ပြောလိုက်တော့လူတိုင်းအားရပါရရေမောကြတော့တာပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်စာပွဲမှာထိုင်နေတော့ဖုန်းကချက်ချင်းတုန်ခါလာတယ်ငုံကြည့်လိုက်တော့ VVNC က message ကြောက်ဝင်လာတာအရင်ဘဝတုန်းကနင်သားငါဖောက်ပြန်နေတာကိုလူတွေခေါ်ပြီးလာမဖမ်းခဲ့ဘူးဆိုရင်ပြီးတော့ Desmond ရှိနေတာကိုမျက်စိမိတ်ပြီးလွှတ်ထားပေးခဲ့မယ်ဆိုရင်အခုချိန်မှာငါနင်နဲ့ဆက်ပြီးတွဲနေနိုင်သေးတာဖြစ်မှာလေ VVNC ကအထိပ္ပယ်မရှိတဲ့ message ကိုဖတ်ပြီးကျွန်တော်သဘောကျပြီးပြုံးမိသွားတယ်ကျွန်တော်လည်းဖုန်းပြန်စာရေးလိုက်တယ်ဒါပေမဲ့နင်ကသူ့ကိုဘေးမှာမထားပဲမနေနိုင်ခဲ့တာကတော့စိတ်မကောင်းစရာပဲနင်ကကိုဘာကောင်းထင်နေလို့လဲဘေးမှာယောက်ျားတစ်ယောက်ထားချင်ရအောင်နင်မှာအဲ့ဒီလိုလုပ်ပိုင်ခွင့်ရှိနေတဲ့အတိုင်းပဲ VVNC ကချက်ချင်းပဲဖုန်းပြန်ဝင်လာတယ်ဟင်းအခုပြန်ကြည့်ရင်တော့ Desmond ကနင့်ထက်စားရင်ငါရဲ့လင်ယောက်ျားဖြစ်ဖို့ပိုပြီးတင့်တော်ပါတယ်အေးကျွန်တော်မျက်မှောင်ကျုပ်ပြီးစာလုံးနဲ့ငယ်ရိုက်ပြီးပြန်ပို့လိုက်တယ်သွားစမ်းပါစီးပွားရေးလုပ်ငန်းတင်များပြိုးထောင်ရစင်တာတွင်အဲ့ဒီနောက်မြင်ကွင်းကစီးပွားရေးလုပ်ငန်းတစ်တွေပြိုးထောင်ပေးတဲ့စင်တာတစ်ခုရဲ့ဒုတိယထပ်ကိုရောက်သွားပြီးကျွန်တော်အဖေစီဖုန်းဆက်နေတာပေါ့အဖေကျွန်တော်ပြောထားတဲ့ဟောပြောပွဲခန်းသားလေးအဖေရောက်ခါနီးပြီလားအဲ့ဒီအချိန်မှာပဲအောက်ထပ်ကနေ VVN ရဲ့အတန်ရုတ်တရက်ထွက်ပေါ်လာတယ်မင်္ဂလာပါမန်နေဂျာချန်ကျမ VVN ပါကျွန်တော်လဲဆိုဖာပေါ်ကနေထွက်ပြီး VVN ရှိတဲ့ဘက်ကိုလှမ်းကြည့်လိုက်တယ်ဇဝေဇဝါဖြစ်သွားပေမဲ့တူဒီကိုဘာလာလောက်တာလဲလို့စိတ်ထဲကတွေးရင်လှည့်ထွက်ဖို့လုပ်လိုက်တယ် VVN ကမတ်တက်ရက်နေတဲ့မန်နေဂျာချန်စီကိုစီမံကိန်းအဆိုပြုလွှာစာရွက်စာတမ်းတွေအတင်းတိုးပေးပြီးမန်နေဂျာချန်ကျမကအကျိုးတူပူပေါင်းဆောင်ရွက်ဖို့လာပြောတာပါဒါကကျမရဲ့စီမံကိန်းပုံစံငယ်လေးပါအရင်ဘဝတုန်းကမဟုတ်ဘူးကျမဒါကိုအချိန်ချင်းခါခါစမ်းတက်လုပ်ဆောင်ပြီးသားပါရှင်တို့ဘက်ကဒေါ်လာ3 သန်းရင်းနှီးမြှုပ်နှံမယ်ဆိုရင်နောက်နှစ်မှာအကျိုးမြတ်က2ဆပြန်ရမှာပါမန်နေဂျာချန်ကမျက်မှောင်ကျုံရင်သူ့မျက်မှန်ကိုပင့်တင်လိုက်တယ်မင်းကဘယ်တက္ကသိုလ်ကလည်းဒီအဆိုပြုလွှာကိုငါတို့ရဲ့ email ထဲကိုပို့ထားပြီးပြီလား VVN ကထစ်အနဲ့ကျမကြောင်းထုတ်ခံထားရတာပါဒါပေမဲ့ဈေးကွက်ကိုကျမနားလေတာကအဲ့ဒီတက္ကသိုလ်ကျောင်းသားတွေထက်အများကြီးပိုတာပါတယ်နော်မန်နေဂျာချန်ကနှာခေါင်းရှုံပြီးထွက်သွားတော့တယ်ကျွန်တော်ဒုတိယထပ်ကနေ VVN ကိုငုံကြည့်ပြီးတရော်တဲ့လေတံနဲ့စဉ်းစားနေမိတယ် VVN ကသူ့ရဲ့အရင်ဘဝကအောင်မြင်မှုတွေကသူ့ရဲ့ဒီ theory တွေကြောင့်လို့ထင်နေတာမဟုတ်ဘူးအဲ့ဒီအောင်မြင်မှုတွေကလမ်းစာဖြစ်စေတဲ့ထိတ်တန်းတက္ကသိုလ်တစ်ခုကသူ့ရဲ့ဘွဲလက်မှတ်ကြောင့်ရခဲ့တာပြီးတော့ကျွန်တော်ကိုယ်တိုင်သူ့အတွက်ခင်းကျင်းပေးခဲ့တဲ့လမ်းခင်းကြီးကြောင့်ရခဲ့တာလေဘွဲလက်မှတ်လည်းမရှိဘန်နက်မိသားစုရဲ့ကြောထောက်နောက်ခံလည်းမရှိဘဲနဲ့တော့နင်ကငါ့ကိုမျက်နှာချင်းဆိုင်ပြီးစကားပြောနိုင်မယ့်အဆင့်တန်းတောင်ရှိတာမဟုတ်ဘူး VVN တယောက်လုံးဝစိတ်မထိန်နိုင်တော့ပဲအော်ဆဲတော့တာပဲနင်ကကိုဘာကောင်းထင်နေလို့လဲငါကဘာပေါ်မှာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာတဲ့နေ့ကျရင်နင့်ကိုငါခြေထောက်ရှည်မှာဒူးထောက်ပြီးအတနာခံခိုင်းစေရမယ်အဲ့ဒီအချိန်မှာပဲလုံခြုံရေးဝန်ထမ်း2ယောက်က VVNC ရှောက်လာပြီးမင်းကဘသူလဲဒီထဲကိုဘလို့ဝင်လာတာလဲလို့မေးတယ် VVN ကမျက်လုံးတွေကစားရင်းယုံကြည်မှုတွေရောနေသွားတဲ့လေတံနဲ့ကျမကဘန်နက်မိသားစုရဲ့တခင်လေးရဲ့ရီးစားပါလို့ပြောလိုက်တယ်လုံခြုံရေးတွေကဒါကိုကြားတော့လုံးဝမယုံကြည်တဲ့ပုံစံနဲ့ဝိုင်းရကြပြီးတကားဝဘက်ကိုလက်ညှိုးထိုးပြလိုက်ကြတယ်ကန်ဆန်းဖို့လာလိမ့်တဲ့နောက်ထပ်လူလိမ့်တယောက်ပေါ်အခုချက်ချင်းထွက်သွားစမ်းလူစုခွဲခြင်းနဲ့အဖေဖြစ်သူရောက်ရှိလာခြင်း
လုံခြုံရေးတွေက BBN ကိုထောက်တနေရပြီးမောင်းထုတ်လိုက်ကြတဲ့သူခြေလမ်းတွေပြန်တည်ငြိမ်သွားတဲ့အချိန်မှာပဲကျွန်တော်ရှောက်ဝင်လာတာကိုတွေးလိုက်ရတာပေါ့သူကနှုတ်ခမ်းကိုကိုက်ပြီးထောင်းကနေရှေ့ကိုတိုးထွက်လာတာလောစင်နင့်ကိုတခုပြောပြလိုက်မယ်ငါဘသူနဲ့ပဲပူပေါင်းဆောင်ရွက်ပါစေဘန်နက်အုပ်စုနဲ့တော့ဘယ်တော့မှပူပေါင်းမှာမဟုတ်ဘူးအဲ့ဒါကြောင့်အဲ့ဒီစိတ်ကူးကိုလက်လျှော့လိုက်တော့ငါကဒီကိုတခြားလူတယောက်စီမှာယင်းနှိမ့်နှံဖို့လာတာဖြစ်ပြီးနင့်ကိုလုံးဝစိတ်မဝင်စားဘူးဆိုတာကိုရောနင်တွေးမိရဲ့လား BBN ကဒေါသကြီးနဲ့လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးနင်းလို့ပြောရှာတယ်ကျွန်တော်အဖေက BBN ကိုကြည့်ပြီးဒီမိန်းကလေးကဘသူလဲလို့မေးတယ်ကျွန်တော်ကတော့အေးဆေးတဲ့လေတံနဲ့ပဲသူ့ကိုဂယုစိုက်မနေပါနဲ့အဖေရယူနေတဲ့သူတယောက်ပါသွားကြရအောင်ကျွန်တော်တို့ဟောပြောပွဲကိုတွားနားထောင်ဖို့လိုသေးတယ်လေကျွန်တော်အဖေကဒေါသအပြည့်နဲ့မျက်နှာနဲ့ BBN ကိုလက်ညှိုးထိုးပြီးဒီလိုလူမျိုးကဒီထဲကိုဘလို့ဝင်လာတာလဲလုံခြုံရေးတွေသူ့ကိုအပြင်ကိုမောင်းထုတ်လိုက်ဆန်းလို့အော်ပြောတယ်ကျွန်တော်လည်းနှာခေါင်းရှုံပြီးအဖေနောက်ကနေချက်ချင်းထွက်ခဲ့လိုက်တယ် BBN ကတော့ဒေါသတကြီးနဲ့ခြေဆောက်ကြံခဲ့တာပေါ့လုံခြုံရေးတွေကအပြေးလွှားရောက်လာပြီးသူ့လက်မောင်းတွေကိုဆွဲကင်ကကဲထွက်သွားတော့လို့မောင်းထုတ်လိုက်ကြတယ်ဟောပြောပွဲခန်းမအတွင်းမှာအတိတ်မှတ်တမ်းများအစည်းအဝေးခန်းမကြီးထဲမှာတော့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကဟောပြောချက်တွေပေးနေတယ်လေးစားအပ်ပါတော့ဧည့်သည်တော်များရှင်အားလုံးပဲမင်္ဂလာပါကျမကတော့ဒီနေ့ရဲ့ဟောပြောသူအိုင်ရပါရှင်ပရိသတ်တွေကြားထဲမှာထိုင်နေရင်ကျွန်တော်အရင်ဘဝကအကြောင်းအရာတွေကိုပြန်ပြီးတွေးတောမိသွားတယ်တကယ်တော့အရင်ဘဝတုန်းကကျွန်တော်အဖေတန်ဖိုးထားဆုံးလူကအကြောင်းကကျွန်တော်ရဲ့စီနီယာဖြစ်တဲ့အိုင်ရပဲဖြစ်ခဲ့တာအဖေရဲ့မျက်လုံးထဲမှာသဘောကျနှစ်သက်တဲ့အရေးအယောင်တွေဖြစ်တန်းသွားပြီးလောစင်အိုင်ရကိုကြည်စမ်းပါထိတ်တန်းတက္ကသိုလ်တစ်ခုကပွဲရထားတဲ့သူနှိမ့်ချတက်ပြီးအားကိုးရတယ်ဘယ်ပြဿနာမဆိုအမြဲတမ်းအဓိကအချက်ကိုမိမိရရကိုင်းတွေဖြည့်ရှင်းတတ်တယ်သူကမှတကယ်ပဲဘန်းနဲ့မိသားစုရဲ့အနာဂတ်ကိုပခုံးထမ်းတင်နိုင်မဲ့လူမျိုးကွာပြီးတော့အဖေကလေတံကိုပြောင်းပြီးဆက်ပြောတယ်ဒါပေမဲ့ငါအမြဲတမ်းပြောသလိုပေါ့ကွာတနေ့ကျရင်မင်းရဲ့ဘေးနားမှာအိုင်ရလိုအဖော်မျိုးသားရှိနေမယ်ဆိုရင်ငါလည်းနောက်ဆုံးတော့စိတ်အေးလက်အေးအနားယူနိုင်မှာပါဒါကိုကြားတော့ကျွန်တော်စိတ်နှဲငယ်ညစ်သွားမိတယ်အဖေကလည်းအိုင်ရကတော်တာတော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကသူ့ကိုအမတ်တယောက်လိုပဲသဘောထားတာပါကျွန်တော်ချစ်တဲ့မိန်းမမျိုးစားက BBN လူမျိုးတက်ကြွလှုပ်ရှားပြီးကိုပိုင်ရေးချင်းတကယ်ရှိတဲ့သူမျိုးပါအဖေကပြောဖို့ပြင်နေတဲ့စကားလုံးတွေကိုပြန်မျိုးချလိုက်ပြီးကဲထားလိုက်ပါတော့ကွာမင်းကြိုက်တယ်လို့သာလုပ်ပြီးတော့လို့ပြောခဲ့တယ်ကျွန်တော်ရဲ့အတွေ့တွေကလက်ရှိပြစ်စုံပန်အချိန်စီကိုပြန်ရောက်လာခဲ့တယ်ဒီဘဝမှာဒုတိယအကြိမ်မြောက်အခွင့်အရေးရခဲ့ပြီမို့လို့အရင်ဘဝတုန်းကအားရရတဲ့ရထိုက်တဲ့အတိမတ်ပြုမှုတွေလုပ်ပိုင်ခွင့်အာဏာတွေနဲ့နောက်ကျမှရောက်လာခဲ့တဲ့နေရာမှန်မှန်တမျှကိုတခုမှမကြံစေရပဲအကုန်လုံးပြန်ပေးဆက်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်ဒီတစ်ခေါက်မှာတော့အဖေကအိုင်ရစ်ကိုအရင်ဘဝကလိုပဲသဘောကျနှစ်သက်တဲ့မျက်လုံးတွေနဲ့လှမ်းကြည့်နေတယ်အရာအားလုံးကအရင်ဘဝတုန်းကအတိုင်းတပုံစံနဲ့ပဲလောစင်အိုင်ရစ်ကိုကြည်စမ်းပါထိတ်တန်းတက္ကသိုလ်တစ်ခုကပွဲရထားတာနှိမ့်ချတက်ပြီးအားကိုးရတဲ့တကယ်ကိုထူးချွန်တဲ့ကလေးပြကျွန်တော်လည်းချက်ချင်းပဲဝင်ထောက်ခံလိုက်တယ်သူကတကယ်ကိုထူးချွန်တာပါအဖေကစင်မြင့်ထက်ကိုပြန်ကြည့်ပြီးအေးဆေးပေမဲ့ပြတ်သားတဲ့လေတံနဲ့ဒီတစ်ခေါက်တော့သူ့ရဲ့လုပ်ငန်းသစ်စီမံကိန်းမှာငါတို့ယင်းနှိမ့်မြုပ်နှံကြတာပေါ့လို့ပြောတယ်ဒါကတော့ကျမတို့ရဲ့လုပ်ငန်းသစ်စီမံကိန်းအဆိုပြုလွှာနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြချက်ပြီးဆုံးခြင်းပဲဖြစ်ပါတယ်နားထောင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟောပြောချက်ပြီးတာနဲ့အဖေကစင်ပေါ်ကိုဖြည်းဖြည်းချင်းရှောက်သွားပြီးသဘောကျတဲ့မျက်နှာပေးနဲ့လက်လန်းနှုတ်ဆက်လိုက်တယ်သမီးအိုင်ရစ်တင်ပြသွားတာတကယ်ကိုထူးချွန်ပါတယ်အိုင်ရစ်ကလည်းချက်ချင်းရှေ့ကိုတလန့်တက်ပြီးရင်ရင်ကြေးကြေးပြုံးရင်းလက်ဆွဲနှုတ်ဆက်တယ်ချီးမွမ်းပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဥက္ကဋ္ဌကြီးဘန်နက်တက်ရှင်ငါတို့အုပ်စုကသမီးရဲ့စီမံကိန်းမှာယင်းနှိမ့်မြုပ်နှံဖို့ဆုံးဖြတ်လိုက်ပြီးအဖေကသူ့လက်ဖမိုးလေးကိုဖွင့်ပြီးတတလေးပုတ်ပေးတယ်အိုင်ရစ်ရဲ့မျက်လုံးလေးတွေတောက်ပသွားပြီးဝမ်းသာပီတိဖြစ်နေတဲ့လေတံနဲ့ကျေးဇူးအများကြီးတင်ပါတယ်ဥက္ကဋ္ဌကြီးရှင်သမီးအကောင်းဆုံးစူးစမ်းသွားမှာပါစိတ်ပျက်စေရပါဘူးပြီးတော့အိုင်ရစ်ကကျွန်တော်ဘက်ကိုလှည့်လာပြီးကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့လောစင်မိတ်ဆက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်နင်သာဥက္ကဋ္ဌကြီးကိုလာဖို့အတင်းမတိုက်တွန်းခဲ့ရင်ငါအနေနဲ့ဒီလိုအခွင့်အရေးမျိုးရလိမ့်မယ်မထင်ဘူးကျွန်တော်လည်းနည်းနည်းရှက်ကိုရှက်ကန်နဲ့လက်ခါပြလိုက်တယ်ငါတိတ်ပြီးအများကြီးမလုပ်ပေးရပါဘူးဟာဒါကနင့်ရဲ့ကိုပိုင်ရည်ချင်းကြောင့်ရခဲ့တာပါသူတေသနာအဖွဲ့ဝင်အစ်စ်နဲ့တက်ခွဲကမ်းမှာစူးစမ်းမှုများတကယ်တော့အရင်ဘဝတုန်းက BBN ကိုကူညီခြင်းုံနဲ့တင်ကျွန်တော်ကအိုင်ရစ်ရဲ့ဒီလိုတောက်ပမဲ့အခွင့်အရေးကိုလူယူခဲ့မိတာအဲ့ဒါကြောင့်သူကတာမန်နေရာလေးတစ်ခုမှတင်တောင်းတင်ပြီးနှစ်ပေါင်းများစွာကိုအလကားဖြုံးတီးခဲ့ရတာလေကျွန်တော်စိတ်ထဲကနေတိုးတိုးတိတ်တိတ်သစ္စာဆူလိုက်မိတယ်ဒီတစ်ခါတော့အရာအလုံးကိုအစ်စ်ကနေပြန်စားကြစို့နောက်ရက်သူတေသနာတက်ခွဲကမ်းကိုရောက်တော့အိုင်ရစ်ကပြုံးရွှင်ပြီးကျွန်တော်ကိုကြိုဆိုဖို့အပြေးလွှားလာနှုတ်ဆက်တယ်ကျမတို့ရဲ့သူတေသနာအဖွဲ့တွေကကြိုဆိုပါတယ်လောစင်ဒီနေ့ကစပြီးငါတို့ကတရားဝင်လုပ်ဖို့ကိုင်ဘက်တွေဖြစ်သွားကြပြီနော်ကျွန်တော်လည်းပြုံးပြီးလက်နှစ်ဖက်လုံးစံတန်းကလက်ဆွဲနှုတ်ဆက်လိုက်တယ်အတူတူအလုပ်လုပ်ရမှာကိုမျှော်လင့်နေပါတယ်ဗျာအိုင်ရစ်ကတော့ကျွန်တော်အဖေတွတ်ချီးမွမ်းလို့မဆုံးတဲ့ချွေးမလောင်းရထားခံရသူဖြစ်လာခဲ့ပြီးကျွန်တော်လည်းနောက်ဆုံးတော့ကျွန်တော်ရှိတင်ရှိထိုက်တဲ့နေရာမှန်ကိုပြန်ရောက်သွားခဲ့ပြီးအဲ့ဒီညကတက်ခွဲကန်းထဲမှာမိတွေလင်းနေတော့မဲ့ကျွန်တော်ဘေးကနေဖြတ်သွားရင်အချိန်တက်လိုက်မိတယ်ဒီလောက်ညှင်းနေပြီးဘသူရှိနေသေးတာလဲဆိုပြီးတကားနာကိုကပ်ပြီးချောင်းကြည့်လိုက်မိတာပေါ့အိုင်ရစ်ကစခရင်ကိုစိုက်ကြည့်ရင်မျက်မှောင်လေးအနှဲငယ်ကျုပ်နေတယ်တသမနောက်ကတတိယနေရာကနန်းကမှားနေတာပဲငါနောက်တစ်ခါပြန်တွက်ကြည့်အောင်မကျွန်တော်အပြင်ကနေခဏလောက်ရက်ကြည့်နေရင်လည်းသူ့ရဲ့ကြိုးစားမှုကိုစိတ်ထဲကနေတကယ်ချစ်ကျူးမိသွားတယ်အိုင်ရစ်ကဘယ်တော့မှဆိုအမြဲတမ်းအစောဆုံးရောက်လာပြီးအနောက်ဆုံးမှပြန်လေးရှိတာစီမံကိန်းတိုင်းကိုပြည့်စုံအောင်အမြဲတမ်းတေချာစီစစ်လှုပ်ဆောင်တတ်တယ်အရာအလုံးကိုတေချာဂရုတစိုက်နဲ့စင်ကျင်တုံတရားရှိရှိကင်တွေတက်ပြီး BBN လူမျိုးဘယ်တော့မှမာနထောင်လာတာလူတွေကိုအထင်မြင်သေးတာမျိုးမရှိဘူးနောက်ဆုံးတော့ဒီတစ်ခုကအပြေမှန်ထွက်လာပြီးအိုင်ရစ်ကဆိုင်ထဲကနေဝမ်းသာအားရရေးရွတ်လိုက်တယ်ကျွန်တော်လည်းအဲ့ဒီနေရာမှာခဏလောက်ဆက်ရက်နေပြီးမှပြုံးပြုံးလေးနဲ့လှည့်ထွက်ခဲ့လိုက်တော့တယ်ဘူဒါယုံမခီးစင်နဲ့အရင်ဘဝက BBN ရဲ့ပုံရိပ်များနောက်ရက်မနေ့စောစောဘူဒါယုံထဲမှာအိုင်ရစ်ကထိုင်ပြီးစာဖတ်နေတော့ကျွန်တော်ကတော့အိတ်ချင်မှုတူနဲ့တန်းဝေရင်ရှောက်လာခဲ့တယ်အိုင်ရစ်နင်ကဒီလောက်စောစောတာတော့မပင်ပန်းဘူးလားငါကကျင်သားရနေပြီလေအရင်ကြောင်းတက်ကလေးကမနေ့6နာရီဆိုအမြဲထနေကြအဲ့ဒီလိုလုပ်ခဲ့တာ6နှစ်တောင်ရှိပြီတကယ်ကိုအားကြစရာကောင်းတဲ့စီကံရှိမှုပဲဗျာ
ကျွန်တော်လက်ပတ်နာရီကိုကြည်ရင်းနဲ့မရည်ရွယ်ပဲ VBN ရဲ့အကြောင်းကိုတွေးမိသွားတဲ့သူသားဆိုရင်မနက်9 နာရီနေနေတာမနက်10 နာရီအစည်းအဝေးအတွက်နှိုးရင်တောင်တနေ့ကင်းလုံးညှဉ်းညူစုပူနေမှာတေးချတယ်အတိတ်ဘဝတုန်းကအစည်းအဝေးခန်းမကြီးထဲမှာဒါရိုက်တာတွေတယောက်ကိုတယောက်မျက်စိပြက်မျက်နှာပြက်ကြည့်နေကြတာပေါ့ VBN ပဲရောက်နေတာလဲအခုဘယ်နှစ်နာရီရှိနေပြီလဲသူဘာလို့အခုထိရောက်မလာသေးတာလဲအတွင်းရေးမှုမလေးကကြောက်ကြောက်လန့်လန့်နဲ့တိုးတိုးလေးပြောရှာတယ်အလုတ်မှုဆောင်ချုပ် VBN ကလမ်းမှာပဲရှိနေပါသေးတယ်ရှင်နေရန်ကနာရီမှာတော့10 နာရီ9 မိနစ်ရှိနေပြီလေ VBN ရောက်လာတော့အတွင်းရေးမှုမလေးကအနားကိုတေးချကတ်သွားပြီးအသက်ရှူတန်ခက်မြန်မြန်နဲ့တတိပေးရှာတယ်အလုတ်မှုဆောင်ချုပ် VBN ရှင်ဒါရိုက်တာတွေကနောက်ထပ်လုပ်ရမယ့်ဘဏ္ဍာရေးအစီရင်ခံစာစစ်ဆေးဖို့အတွက်စောင့်နေကြတာတနာရီခွဲတောင်ရှိနေပါပြီ VBN ကအတွင်းရေးမှုမလေးကိုပြင်းရည်ပြင်းတွဲလေးတန်နဲ့ကြည့်ပြီးဘာတွေလောနေတာလဲလို့ပြောတယ်အတွင်းရေးမှုမလေးကအတင်းအားတင်းပြီးဆက်ပြောရှာတယ်ကုမ္ပဏီရဲ့ရုံးတက်ချိန်စီကန်းချက်အရဆိုရင်10 နာရီမဟုတ်လားရှင် VBN ကပြုံးပြီးကလတ်ထိုင်ကိုဆွဲကထိုင်လိုက်ရင်ရုံးတက်ချိန်စီကန်းချက်ဟုတ်လားအဲ့ဒါကငါအောက်မှာထိုင်နေတဲ့လူတွေအတွက်ပဲလေအောင်မြင်တဲ့လူတွေဆိုတာရုံးတက်ချိန်စီကန်းတွေကိုလိုက်နာနေဖို့မလိုဘူးလို့ပြောခဲ့တာကျွန်တော်အတွေးလို့နေတော့မှာပဲအိုင်ရစ်ကကျွန်တော်ဘက်ကိုရုတ်တရက်လှည့်လာပြီးနှွေးထွေးပေမဲ့လေးနဲ့တဲ့မျက်လုံးတွေနဲ့ဒီဈေးကွက်သူတည်တနာခီးစဉ်ကိုငါနဲ့အတူလိုက်ခဲ့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်လောစင်လို့ပြောလိုက်တော့တယ်ဒီလိုမျိုးတာဝန်ယူမှုအပြည့်ရှိတဲ့ယင်းနှိမ့်နှံသူတယောက်ပါဝင်လာမှတော့ငါတို့ရဲ့စီမံကိန်းကမလွဲမသွေအောင်မြင်မှာပါပဲကျွန်တော်လည်းလက်တစ်ဖက်ကိုလှမ်းပေးလိုက်ပြီးမှပြန်ရုပ်သိမ်းလိုက်ကခေါင်းလေးကိုအနှဲငယ်ရှက်ကိုရှက်ကန်းနဲ့ပို့ရင်ပြောလိုက်တယ်ငါကစီမံကိန်းတွေနဲ့ပတ်သက်လာရင်အမြဲတမ်းတေချာစစ်စစ်တက်တာမှန်ပါတယ်ဒါပေမဲ့ဒီနေ့မနက်9 နာရီကြီးဒီကိုရောက်နေရတဲ့အဓိကအကြောင်းရင်းကတော့နင်ကိုယ်တိုင်ဒီခီးစဉ်ကိုဥဆောင်မဲ့သူဖြစ်နေလို့ပါပဲအိုင်ရစ်ရဲ့မျက်နှာလေးချက်ချင်းရဲတက်သွားပြီးတခြားဘက်ကိုလှည့်ကြည့်သွားတယ်မြန်သွားကြရအောင်ယထာထွက်တော့မယ်သူအရင်ကထက်ခြေလန်းခတ်သွက်လေးနဲ့ရှောက်သွားတာကိုကြည့်ပြီးကျွန်တော်ပြုံးမိသွားပြီးသူ့နောက်ကနေလိုက်ခဲ့လိုက်တော့တယ်စက်ယုံအတွင်းစစ်ဆေးခြင်းနဲ့အတိတ်မှာ VBN သူတို့တွားရောက်စစ်ဆေးနေတဲ့စက်ယုံတွေကိုရောက်တော့လောစင်ဒီစက်ယုံကိုတစ်ချက်ကြည့်လိုက်ပါဦးစက်ပစ္စည်းတွေကဟောင်းနေပြီဆိုပေမဲ့အလုပ်သမားတွေရဲ့ကျွမ်းကျင်မှုကတော့အဆင့်မြင့်လာပါတယ်အဆင့်မြင့်တင်ဖို့အတွက်သာယင်းနှိမ့်ညွန့်နှံမှုရမယ်ဆိုရင်ထုတ်လုပ်မှုစွမ်းအားကအနည်းဆုံး9ဆလောက်တိုးတက်လာနိုင်တယ်လေကျွန်တော်လည်းသဘောတူတဲ့အနေနဲ့ခေါင်းညှိလိုက်တယ်အကျိုးတူပူးပေါင်းဆောင်ရွက်မဲ့သူကိုရွေးချယ်တဲ့အခါသူတို့ပြောတဲ့စကားလုံးတွေဘယ်လောက်ကောင်းလဲဆိုတာကိုနားမထောင်ပါနဲ့သူတို့တကယ်တမ်းဘယ်လောက်ထိအကောင့်ထဲပေါ်လှုပ်ဆောင်နိုင်ခဲ့လဲဆိုတာကိုပဲကြည့်ရမှာအိုင်ရစ်ပြောနေတာကိုနားထောင်ရင်ကျွန်တော်ရဲ့စိတ်က VBN စီကိုထပ်ပြီးလွတ်ပြန်သွားပြန်တယ်အကောင့်ထဲပေါ်လှုပ်ဆောင်နိုင်မှုဟုတ်လားအဲ့ဒါကသူ့ရဲ့လုံးဝဆန့်ကျင်ဘက်မဟုတ်ဘူးလားစကားလုံးတွေပဲအဖက်တင်ပြီးဘာနှစ်သာရမှမရှိတဲ့သူလေဘာအရေးချင်းမှလည်းတကယ်မရှိပဲနေတိုင်းအလကားခတိကဝတ်တွေပဲပေးတတ်တာယထာနဲ့ပြန်လာတဲ့လန်ခီမှာတော့အေးအေးဆေးဆေးအိပ်ပျော်နေတဲ့အိုင်ရစ်ကိုကြည့်ရင်ကျွန်တော်စိတ်ထဲကနေတွေးနေမိတယ်အရင်ဘဝတုန်းကတော့ကျွန်တော်က VBN တယောက်တည်းပုံမှာပဲအာယုံတွေအကုန်ပုံအောင်ပေးခဲ့ပြီးအိုင်ရစ်ကိုတခါမှတေးသေးချာချာမကြည့်ခဲ့မိဘူးဘသူကတကယ်ပဲတန်ဖိုးထားမြတ်လို့ဖို့အထိုက်တန်ဆုံးလဲဆိုတာကိုနောက်ဆုံးကြမှာပဲသိမြင်ခဲ့ရတာဒီတစ်ခေါက်မှာတော့အဲ့ဒီအမှားမျိုးကိုဘယ်တော့မှထပ်ပြီးအဖြစ်မခံတော့ဘူးအိုင်ရစ်ကသတင်းပေါက်ကိုမိပြီးအိပ်ပျော်နေတာသူ့ရဲ့ဘေးတိုင်းမျက်နှာလေးကိုကြည့်ရင်ကျွန်တော်လက်ကလေးကိုအသားအရမြောက်လိုက်ပြီးမှပြန်ချထားလိုက်မိတယ် VBN ဤကြောဝါမှုနဲ့ကြုံတွေ့ရသည့်ဘေးဒုက္ခရက်အနှဲငယ်ကြာပြီးနောက်မှာတော့ VBN ကစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်စီကိုအပြေးလွှားလာပြီးမာနတခွဲသားမျက်နှာပေးနဲ့ကြွားတော့တာပဲလောစင်ငါဒေါ်လာ8 တန်းတောင်ယင်းနှိမ့်မြုပ်နှံမှုရထားပြီးပြီဟာဒါကပထမဆုံးခြေလမ်းပဲရှိသေးတာငါရှိတင်ရှိထိုက်တဲ့နေရာကိုပြန်ရောက်ဖို့နောက်ထပ်10 နှစ်တောင်စောင့်နေစရာမလိုတော့ဘူးစောင့်ယုံသာစောင့်ကြည့်နေလိုက်တနေ့ကျရင်နင်ငါရှိမှဒူးထောက်ပြီးအတနာခံရစေရမယ်ကျွန်တော်ကတော့အေးဆက်ဆက်အပြုံးနဲ့သူ့ကိုကြည့်ပြီးနင့်သဘောပဲလေလို့ပြောကသူ့ကိုဂယုမဆိုင်တော့ပဲလှည့်ထွက်ခဲ့လိုက်တယ်ဒါကိုမြင်တော့ VBN တယောက်ဒေါသတကြီးနဲ့သွားကိုကြိတ်ကြံခဲ့ပြီးမျက်လုံးထဲမှာလည်းဒေါသမီတွေတောက်လောင်လို့နေတယ်3 ရက်လောက်ကြာတော့ကေးလက်ကသူ့ဖုန်းကိုကင်ပြီးအမောတကောနဲ့ကျွန်တော်စီကိုပြေးလာတယ်အသက်တာဝါဝမရှူနိုင်သေးပဲအော်ပြောတာပေါ့တရင်အကြီးကြီးပြို့ဟိုကြောင်းထွက်ပြီးစီးပွားရေးလုပ်မယ်ဆိုတဲ့ VBN လေးအခုတော့အကြီးကျယ်အလိန်ခံလိုက်ရပြီကျွန်တော်လည်းဖုန်းကိုယူပြီးစခရင်ကိုကြည့်လိုက်တယ်ခေါင်းစီတရင်ကြီးကအထင်းသားကြီးပေါ်နေတာပဲကြောင်းထွက်ပြီးစီးပွားရေးလုပ်တဲ့ပါရမီရှင်လုပ်ငန်းရှင်မလေးအကြီးကျယ်လိမ့်လေလက်ဖျားမှုရဲ့တားကောင်ဖြစ်သွားရရှာပြီကေးလက်ကဆက်ပြောတယ်သူ့ရဲ့မူပိုင်ခွင့်ကိုလည်းတန်ဖိုးမရှိတဲ့ပတ်စံနှဲငယ်လေးနဲ့အဝယ်ခံလိုက်ရတယ်သူ့ရဲ့စီးပွားရေးစိတ်ကူးစိတ်တန်းတစ်ခုလုံးကိုလည်းအကုန်ခိုးယူခံလိုက်ရပြီးသူ့အပင်ပန်းခံတိစောက်ထားတဲ့ website ကလည်း hacker တွေရဲ့အကြီးကျယ်တိုက်ခိုက်ဖျက်ဆီးတာကိုခံလိုက်ရတယ်တဲ့ဗျာကျွန်တော်စခရင်ဘော်ကသတင်းတွေကိုဆက်ပြီးလှန်ကြည့်နေမိပေမဲ့စိတ်ထဲမှာဘာခံစားချက်မှမရှိတဲ့အပြင်နှက်ခမ်းထောက်မှာအေးဆက်ဆက်အပြုံးလေးတစ်ခုပေါ်လာပြီးဖုန်းကိုကေးလက်စီပြန်ပေးလိုက်တယ်တစ်ဖက်လူရဲ့ချိုးသားတဲ့ဂတိကဝတ်အနှဲငယ်လေးကြောင့်ပဲသူကရွှေတွင်းကြီးတွေ့ပြီလို့ထင်မှတ်ခဲ့တာကိုဒီတစ်ခေါက်မှာတော့သူ့ကိုအကာအကွယ်ပေးမဲ့ကျွန်တော်မိသားစုရဲ့အရင်းမြစ်တွေကြောထောက်နှုတ်ခံပြီးမရှိတော့ဘူးလေသူ့ရဲ့မာနထောင်လွှားမှုတွေကလက်တွေ့လောကရဲ့ပြင်းထန်တဲ့ရိုက်ခတ်မှုကိုမခံနိုင်တော့တာပေါ့ကော်ဖီဆိုင်မှာလိမ်လည်မှုနဲ့အတိုးကြီးစားလူမိုက်များတကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကကော်ဖီဆိုင်တစ်ခုထဲမှာစပင်ကောက်ကောက်နဲ့အမျိုးသမီးတစ်ယောက်ကစပွဲပေါ်ကနေချက်လက်မှတ်တစ်ခုကိုရှော့တိုက်ပို့ပေးခဲ့တာကျမကဒီစီမံကိန်းအပေါ်မှာယုံကြည်မှုအပြည့်ရှိပါတယ်ဒီဒေါ်လာ8 တန်းကနင့်အတွက်ပထမဆုံးအတုံးအနေနဲ့ပေးတာပါ VBN ကချက်လက်မှတ်ပေါ်ကကိန်းကနန်းတွေကိုစိုက်ကြည့်ရင်မျက်လုံးတွေပါတောက်ပသွားခဲ့တယ်အင်မတန်ကောင်းတာပေါ့ရှင်ကမှတကယ်ပဲကျမရဲ့စွမ်းဆောင်ရည်ကိုအတိမတ်ပြုတဲ့သူပါစပင်ကောက်နဲ့အမျိုးသမီးကကော်ဖီကိုတငုံတောက်ပြီးအေးအေးဆေးဆေးပဲပြောတယ်ဒါပေမဲ့လုပ်ငန်းခွင်ရဲ့စီကံချက်အရဆိုရင်တော့အာမခံကြီးအနေနဲ့အရင်ဆုံးဒေါ်လာ8 သိန်းကိုစေရန်ငွေအရင်ပေးရပါမယ် VBN တယောက်ကြောင်သွားပြီးဒေါ်လာ8 သိန်းဟုတ်လားအဲ့ဒီအမျိုးသမီးကချက်လက်မှတ်ကိုပြန်သိမ်းမဲ့ပုံစံမျိုးလုပ်လိုက်ပြီးဒါဆိုရင်လည်းထားလိုက်ပါတော့လေကျမတို့တခြားလူစီမှာပဲသွားပြီးရင်းနှီးမြှုပ်နှံပါမယ် VBN ကချက်ချင်းပဲသူ့လက်ကိုလှမ်းဆွဲပြီးကျမပေးပါမယ်ကျမကိုရက်အနှဲငယ်လောက်ပဲအချိန်ပေးပါလို့ပြောခဲ့တာဘာမှရွေးချယ်စရာမရှိတော့တဲ့အဆုံး VBN တယောက်အတိုးကြီးစားချင်းငွေလုပ်ငန်းသမားတွေစီကိုပဲဥလဲခဲ့ရတော့တယ်တပြက်ရနဲ့လူကစပွဲပေါ်ကိုစာချုပ်တစ်ခုရှော့တိုက်ပို့ပေးလိုက်တယ်ဒါကဒေါ်လာ9 သိန်းတစ်နှစ်နေရင်အတိုးကဒေါ်လာ1 သန်းခွဲပေးရမယ် VBN ကစာချုပ်ကိုယူလိုက်တဲ့အချိန်မှာသူ့လက်တွေတုံရင်နေပြီးမျက်နှာတစ်ခုလုံးတွေးမရှိသလိုဖြူလျော်သွားခဲ့တယ်ဘာလို့အတိုးကဒီလောက်ထိများနေရတာလဲ
တပြက်ရနဲ့လူကပြုံးလိုက်ပြီးခြေလန်းတလန်းချင်းတိုးကပ်လာရင်ပြောတယ်နင်းအဲ့ဒီတုန်းကစာချုပ်ပေါ်မှာလက်မှတ်ထိုးတော့ကတော့အင်မတန်တွက်လက်နေခဲ့တာလေအခုကြမှာဘာမှမသိခဲ့တယ်လို့မျိုးလာလုံးမနေနဲ့သူက BBN ရဲ့အရှိတဲ့မှာရက်လိုက်ပြီးအတန်ကိုပို့ပြီးနှိမ့်ချကပြောလိုက်တော့တယ်ပတ်စံမဆက်နိုင်ဘူးဆိုရင်တော့မင်းစီကနေအကျွေးပြန်ရနိုင်မဲ့နီလန်းတွေအများကြီးရှိပါတယ်ကွာ BBN တယောက်ကြောက်လက်လွန်းလို့စကားတောင်တေချာမပြောနိုင်တော့ပဲကျမနားလဲပါပြီအကျွေးကိုပြန်ဆက်ပါမယ်လို့ပြောရင်းခေါင်းငုံထားရှာတဲ့မျက်ရည်တွေကကျန်းပြင်းပေါ်ပစောက်ဆောက်ကြလို့ပေါ်ပြီးတာနဲ့သူချက်ချင်းပဲဆိုင်ထဲကနေအပြင်ကိုပြေးထွက်ခဲ့တော့တယ်လမ်းကြားတစ်ခုထဲမှာ BBN ဖုန်းတစ်လုံးဆက်လိုက်တယ်ဦးလေးကျမကိုနောက်ထပ်3000လောက်ချိပေးပါဦး3000လေးတင်ပါဒါဆိုရင်ကျမအခြေအနေကိုချက်ချင်းပြန်လှည့်ပြောင်းနိုင်မှာပါဖုန်းထဲကနေအကြာကြီးတိတ်ဆိတ်သွားပြီးမှအေးပါ BBN ရမင်းဦးလေးမင်းကိုနောက်ဆုံးတစ်ခေါက်ထပ်ယုံကြည်ပေးပါမယ်ငါစူဆောင်းထားသမျှအကုန်လုံးကိုမင်းစီပေးလိုက်မယ်လို့ပြောတယ် BBN ရဲ့မျက်လုံးတွေချက်ချင်းတောက်ပသွားပြီးဝမ်းသာအားရနဲ့အတန်ကျေကြီးထွက်လာတယ်စိတ်မပူပါနဲ့ဦးလေးရဒီစီမံကိန်းကတေချာပေါက်အောင်မြင်မှာပါ BBN ကသူ့ဖုန်းကိုကြည့်ပြီးပတ်စံလွှဲပြောင်းမှုကိုအတည်ပြုလိုက်တယ်သူ့ဖုန်းကိုတိမ့်လိုက်ရင်းနဲ့နှက်ခမ်းထောက်မှာအပြုံးတစ်ခုပေါ်လာပြီးလောစင်နင်းဆောင်ယုံတာစောင့်ကြည့်နေလိုက်ငါကဘာပေါ်မှာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာတဲ့နေ့ကျရင်နင့်ကိုငါရှိမှဒူးထောက်ပြီးအတနာခံခိုင်းစေရမယ်လို့ရေးရွတ်လိုက်တယ်အလိန်ခံရခြင်းနဲ့ကျောင်းသို့လာရောက်ရန်တွေ့ခြင်းနောက်ရက်မနက် BBN ရဲ့အိမ်မှာတော့စပင်ကောက်နဲ့အမျိုးသမီးကဖုန်းလဲမကင်တော့တဲ့အပြင် message တွေကိုပါပိတ်ပစ်လိုက်ပြီး BBN တယောက်ဖုန်းစခရင်ကိုကြည့်ပြီးကြောင်းသွားတယ်ဒါဘလို့ဖြစ်နိုင်မှာလဲဖုန်းကသူ့လက်ထဲကနေပြုတ်ကျပြီးကျန်းပြင်ပေါ်ကျသွားတော့တယ်သူကခေါင်းကိုအုပ်ပြီးဖြည်းဖြည်းချင်းထိုင်ချလိုက်ရင်းနဲ့အတန်တွေတုံရင်လာတယ်ငါအလိန်ခံလိုက်ရပြီး8သိန်းလုံးအဲ့ဒါငါမှရှိတဲ့ပိုင်ဆိုင်မှုအကုန်လုံးပဲ BBN ရှိုက်ကြီးတင်ရင်ငွေကျွေးနေရကနေရုတ်တရက်ခေါင်းပေါ်လာတယ်ဒါတွေအကုန်လုံးရဲ့နောက်ွယ်မှာလောစင်ရှိနေတာသိချတယ်သူကဒူးကိုအားပြုပြီး ထွက်လိုက်ကတုံတုံချိချိနဲ့တကားပြင်ပကိုထွက်ခဲ့တော့တယ်မျက်ရည်တွေနဲ့နာကျင်မှုတွေပြည့်နေနေတဲ့အတန်နဲ့ဟုတ်တယ်သူဖြစ်ရမယ်လို့ပြောရင်းပြေးထွက်သွားတယ် BBN ကကျွန်တော်စီကိုအတင်းပြေးဝင်လာပြီးကျွန်တော်ပခုံးနှစ်ဖက်ကိုအားပြင်းပြင်းနဲ့လှမ်းဆွဲလိုက်တယ်သူ့မျက်လုံးတွေကหนีရဲနေပြီးလောစင်ဒါရီရဲ့နောက်ွယ်မှာနင်းရှိနေတာမဟုတ်လားနင်းကငါစီးပွားရေးအောင်မြင်သွားမှာကိုကြောက်နေတာတနေ့ကျရင်ငါနင်းကိုကလဲစားချေမှာကိုကြောက်နေတာမဟုတ်လားကျွန်တော်လဲသူ့လက်တွေကိုဖယ်ပစ်လိုက်ပြီးအေးဆက်ဆက်လေးတန်းနဲ့ဒါရီကငါနဲ့ဘာဆိုင်လို့လဲ BBN နင်းကိုဘာသာကိုမိုက်မဲတဲ့ဆုံးဖြတ်ချက်တွေချခဲ့တာလေငါ့ပေါ်လာပြီးအပြစ်မပုံချဆန်းနဲ့လို့ပြောလိုက်တယ်အိုင်ရစ်ကအပြေးလွှားရောက်လာပြီးကျွန်တော်အရှိမဝင်ရက်ပေးတယ် BBN နင်းစီမှာဘာတွေဖြစ်ခဲ့လဲဆိုတာငါကြားပါတယ်နင်းရဲ့စီးပွားရေးဥတီချက်နဲ့စိတ်ကူးတွေကဘာမှမမားပါဘူးဒါပေမဲ့လူတွေရဲ့စိတ်ကတကယ်ကိုရှုပ်ထွေးလွန်းလို့ပါနောက်ဆိုရင်တော့ပိုပြီးတတိထားတင်တယ်နော် BBN ကအိုင်ရစ်ကိုဒေါသတကြီးနဲ့လက်ညှိုးထိုးပြီးအိုင်ရစ်အရင်ဘဝတုန်းကနင်းကငါအောက်မှာလောက်ရတဲ့ခွေးတစ်ကောင်တင်ဥစ္စာလူကောင်းလာမလို့ဆန်းနဲ့ငါမျက်စိရှိကထွက်သွားလို့ပြောတယ်ကျွန်တော်စိတ်ထဲကနေကောင်းကောင်းသိနေတာပေါ့ BBN ကသူကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာနိုင်တာဟာသူ့ရဲ့ကိုယ်ပိုင်ရေးချင်းကြောင့်ပဲလို့အမြဲထင်နေခဲ့တာငါနဲ့လည်းမဆိုင်အိုင်းရင်နဲ့လည်းမဆိုင်ဘူးလို့တွေးနေတာလေဒါပေမဲ့သူလုံးဝမှားသွားပြီငါတို့နှစ်ယောက်သာမရှိရင်သူဒီဘဝမှာအဲ့ဒီလိုအောင်မြင်မှုမျိုးနဲ့နားတောင်ကတ်နိုင်မှာမဟုတ်ဘူးအိုင်ရစ်က BBN ရဲ့လက်ကောက်ဝတ်ကိုလှမ်းဖက်လိုက်ပြီးတတိမထားမိပဲအားနဲ့ညှစ်လိုက်မိတယ်အာနားရဲဟာနင်းကအကွက်တွေဆင်းတက်တဲ့လူလိမ့်မပဲငါ့ကိုလှုပ်ဆန်းအိုင်ရစ်ကတတိပေးစကားပြောလိုက်တယ်နင်တာလောစင်ကိုထပ်ပြီးနှောက်ယှက်ရဲရင်တော့ငါအားနာနေမှာမဟုတ်ဘူးနော်အိုင်ရစ်က BBN ကိုဆွဲထုတ်ပြီးဘေးကိုတွန်းဖယ်ပစ်လိုက်တယ်လုံခြုံရေးတွေဒီမိန်းကလေးကစိတ်မမှန်ဘူးထင်တဲ့အပြင်ကိုခေါ်ထုတ်သွားပေးကြပါလုံခြုံရေးကအပြေးလွှားရောက်လာပြီး BBN ကိုဖမ်းချုပ်တဲ့အခါ BBN ကအော်တော့တယ်ငါ့ကိုမထိနဲ့ငါကကဘာပေါ်မှာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမဲ့သူဟာနင်တို့ငါ့ကိုစော်ကားရင်အကျိုးဆက်ကိုခံနိုင်ပါမလားလုံခြုံရေးကသူ့ကိုကြည့်ပြီးဟုတ်လားဘီလီယံနာတထေးမကြီးပေါ့အေးလေဒါဆိုရင်လဲငါကနောက်ထပ်ပေါ်လာမဲ့နည်းပညာတထေးကြီးပေါ့ကွာအခုချက်ချင်းအပြင်ထွက်တော့သွားလူမိုက်များနဲ့ပူပေါင်းပြီးလိမ်လည်မှုထောင်ချောက်ဆင်ခြင်း BBN တယောက်ဓာတ်ပြက်ရတဲ့လူစီကိုပဲပြန်သွားခဲ့ရတယ်သူကစပွဲပေါ်လက်ပိုက်ထားပြီး BBN ကိုစီးယုံတော့တာပေါ့ BBN တာမန်လူတွေကတော့လှုပ်အားကိုပဲအားကိုကြတာလေ BBN တိုးဆုပ်နေတာကိုမြင်တော့သူကဆက်ပြောတယ်ညံကောင်းတဲ့လူတွေကြတော့သတင်းချက်လက်ကွာဟချက်ကိုအသုံးချပြီးအလုပ်လုပ်ကြတာမင်းတာဒီရင်းနှီးမြှုပ်နှံမှုခွင့်ရေးကိုလိုက်ပြီးကြော်ညာပေးမယ်ဆိုရင်မင်းမှရှိတဲ့လက်ရှိအရင်းနှီးကနောက်ပတ်ဆို3ဆပြန်ဖြစ်လာမှာဒါကိုကြားတော့ BBN ရဲ့လက်ထဲကဖောင်တင်ကစာရွက်ပေါ်မှာရက်တန်သွားပြီး3ဆဟုတ်လားတကယ်လို့ကျမလူတွေအများကြီးပို့ခေါ်လာနိုင်ရင်ရောလို့တိုးတိုးလေးရေးရွတ်လိုက်တယ်ဓာတ်ပြက်ရတဲ့လူရဲ့မျက်နှာမှာအားရပါရအပြုံးကြီးပေါ်လာပြီးဒါဆိုရင်တော့ပိုတောင်ကောင်းသေးတာပေါ့ BBN မင်းကတကယ်ကိုအမျှော်အမြင်ရှိတာပဲလို့မြှောက်ပေးတယ်အဲ့ဒီနောက်မှာတော့ BBN တယောက်နှက်ပူးတလူမျိုးဖြစ်သွားပြီးသူ့ဖုန်းထဲကတိတမျှလူတိုင်းစီကိုတယောက်ချင်းစီ message ကြတွေလိုက်ပို့တော့တာပဲအကျိုးမြတ်အများကြီးပြန်ရမယ်အလှည့်ကျနေရအကန့်အသတ်ပဲရှိတယ်ဆိုပြီးဖုန်းထဲကအဆက်အသွယ်ရှိသမျှလူတိုင်းကိုအတင်းဆွဲသွင်းဖို့ကြိုးစားတော့တာပေါ့ကော်ဖီဆိုင်တစ်ခုထဲမှာ BBN ကတိုင်လာကိုရင်းနှီးမြှုပ်နှံဖို့အတွက်အတင်းစီယုံပြောဆိုနေရင်းနဲ့တစ်ဖက်မှာလည်းတခြားလူတွေစီကိုစီမံကိန်းအသေးစိတ်အချက်လက်တွေကို message ရတွေတောက်လျှောက်ရိုက်ပြီးပို့နေကြတော့တယ် BBN နင်းတလောကလုံးဘာတွေဒီလောက်တောင်အလုပ်ရှုပ်နေတာလဲခုနကနင်းဖုန်းထဲမှာပြောတဲ့တီထောင်သူ share တွေဆိုတာလေတခုခုတော့မဟုတ်တယ်လို့ပဲ BBN ကသူ့ကိုမော့ကြည့်ပြီးစိုက်ကြည့်လိုက်တယ်နင်းဘာတိလို့လဲတိုင်လာရဲ့နင်းကအရန်စိုးရိမ်လွန်းနဲ့အဲ့ဒါကြောင့်လဲနင်းကတသက်လုံးလာစာပုံသေးလေးတစ်ခုအတွက်နဲ့ပဲပင်ပန်းခံရုန်းကန်နေရမှာတိုင်လာမျက်မှောင်ကျုပ်သွားတယ် BBN ငါကတော့ဒီစီမံကိန်းကတခုခုလွဲနေတယ်လို့ထင်တော့မယ် BBN ကသူ့ဖုန်းနဲ့အိတ်ကိုဆွဲယူပြီးကလတ်ထိုင်ကိုနောက်ကိုတွန်းကလှည့်မကြည့်ပဲထွက်သွားတော့တယ်အနောက်ကိုလည်းစကားတခွန်းလှမ်းပစ်ခဲ့သေးတယ်ထားလိုက်တော့နင်းနဲ့စကားများပြီးအချိန်မဖြုံးချင်ဘူးမမြုပ်နှံချင်ရင်လည်းငါအချိန်ကိုလာမဖြုံးနဲ့တိုင်လာတက်ပြင်းချလိုက်ပေမဲ့သူ့နောက်ကိုပဲလိုက်ခဲ့တယ်ဓာတ်တိုင်တစ်ခုရဲ့နောက်ွယ်မှာပုံရင်းဆိုင်တစ်ဆိုင်ရဲ့အပြင်ဘက်မှာမတ်တက်ရက်ပြီးဖုန်းနဲ့ရေးတကြီးလေးတန်မမာနဲ့ပြောနေတဲ့ BBN ကိုသူစောင့်ကြည့်နေမိတယ်အခုချက်ချင်းငွေလွှဲလိုက်စမ်းပါမလွှဲရင်ဘဏ်ကနင့်အကောင့်ကိုပိတ်ပစ်တော့မှာတိုင်လာကြောင်သွားပြီးမျက်မှောင်ကျုံမှုကပိုးပြီးနှက်ဆိုင်သွားတဲ့စက္ကန့်အနည်းငယ်လောက်တွန်းဆုပ်နေပြီးမှဖုန်းထုတ်ပြီးရဲစီဖုန်းဆက်လိုက်တော့တယ်
ဟဲလိုရဲစခန်းကဘာလားခင်ဗျာကျွန်တော်လိန်လည်လှည့်ဖျားတဲ့အဖွဲတစ်ဖွဲကိုတွေ့ထားလို့ပါဟုတ်ကဲ့ကျွန်တော်အတန်းဖော်တယောက်လဲအဲ့ဒီထဲမှာပါဝင်ပတ်သက်နေပုံရပါတယ်6လကြာပြီးနောက်6လကြာပြီးနောက်မှာတော့ရဲတွေကျွန်တော်စီရောက်လာခဲ့တယ် BBN ကတော့ဖမ်းဆီးခံထားရပြီးပြီးခဲ့တဲ့6လပတ်လုံးသူကတရားမဝင်ရန်ပုံငွေရှာဖွေတဲ့လိန်လည်မှုကိုင်းရဲ့ဗဟိုချက်မှဖြစ်ခဲ့တာကိုမင်းနဲ့ BBN ကအတန်းဖော်တွေဆိုတော့ဒီစုံစမ်းစစ်ဆေးမှုမှာမင်းရဲ့ပူးပေါင်းဆောင်ရွက်မှုကိုငါတို့လိုအပ်ပါတယ်ကျွန်တော်ခေါင်းညှိလိုက်တယ်ဟုတ်ကဲ့ပါကျွန်တော်အပြည့်အဝပူးပေါင်းဆောင်ရွက်ပါမယ်ပြီးခဲ့တဲ့6လအတွင်းသူမင်းစီကိုဘယ်လို message ချမျိုးတွေပို့ခဲ့သေးလဲကျွန်တော်ဖုန်းကိုငုံကြည့်ပြီး message အနှဲငယ်ကိုအထက်အောက်ဆွဲကြည့်လိုက်တယ်ဘာမှမပြောဘဲဖုန်းစကရင်ကိုပဲရဲအရာရှိစီကမ်းပေးလိုက်တာပေါ့လောစင်ငါတို့ရဲ့အရင်တန်ရောစင်တွေကိုထောက်ထားပြီးငါစီဒေါ်လာ8သိန်းလောက်လွှဲပေးပါဦးဒါဆိုရင်နင့်ကိုငါခွင့်လုပ်ပြီးအရင်ကိစ္စတွေကိုအတိတ်မှာပဲထားခဲ့လိုက်ပါမယ်လောစင်ဒီစီးပွားရေးအလုပ်ဖြစ်ဖို့ငါ့ကိုဒေါ်လာ9သိန်းပဲထပ်လို့တော့တာပါငါကမ္ဘာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာရင်နင့်ကိုဘယ်တော့မှကလပ်စားမချေဘူးလို့ကတိပေးပါတယ်မှတ်တမ်းတင်နေတဲ့ရဲအရာရှိကခဏလောက်ဖောင်တိန်ကိုရက်လိုက်တဲ့သူ့နှုတ်ခမ်းတွေတုံရီလာပြီးရဲချင်းစိတ်ကိုမနှဲအောင်ထားရလို့ပခုံးတွေပါတုံတက်နေရှာတယ်လောစင်ငါစီဒေါ်လာ2သိန်းလွှဲပေးလိုက်စမ်းပါနင့်ကိုငါကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌချက်ချင်းခံပေးမယ်တွက်ဆိုချက်တွေကိုရေးမှတ်နေတဲ့ရဲအရာရှိကတော့မျက်နှာတစ်ခုလုံးနေရဲနေပြီးမရင်မိအောင်အတင်းအောင်ထားရလို့မျက်ရည်တွေတောင်ဝဲလို့နေပြီလောစင်ဒေါ်လာ1သိန်းလောက်လွှဲပေးရင်နင့်ကိုငါခွင့်လွှတ်လိုက်မယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲပြောလိုက်တယ်ရေချင်းရင်လည်းရေလိုက်ပါခင်ဗျာကျွန်တော်ကိုယ်တိုင်တော့ဒီမက်ဆေ့ချ်တွေကိုကြည့်ရတာမျက်စိနောက်လာပါပြီလောစင်ငါတို့ရဲ့စုံစမ်းစစ်ဆေးချက်အရမင်းရဲ့အတန်းဖော် BBN ဟာကြီးနှန်းဆက်သွယ်ရေးကတဆင့်လိမ်လည်မှု World Fraud အများပြားကျူးလွန်ခဲ့တယ်လို့တန်တရားရှိရတဲ့အမှုကတော်တော်လေးကြီးလေးပါတယ်သူထောင်ဒဏ်ကြခံရဖို့ရာခိုင်နှုန်းတော်တော်များတယ်ဟုတ်ကဲ့ပါနားလည်ပါပြီသူကတကယ်ကိုခေါင်းမာလုံးနဲ့သူ့ရဲ့တခုလေးသောတောင်းဆိုချက်ကမင်းနဲ့တစ်ခေါက်လောက်တွေ့ခွင့်ရဖို့ပဲမဟုတ်ရင်သူစုံစမ်းစစ်ဆေးမှုကိုလုံးဝပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးတဲ့လိမ်လည်ခံရသူတွေရဲ့ဆုံးရှုံးမှုတွေကိုတတ်နိုင်သမျှပြန်လည်ရရှိစေဖို့အတွက်ကျွန်တော်လည်းသူ့ကိုတွေ့ဖို့သဘောတူလိုက်ရတော့တယ်ထောင်ဝင်စာတွေ့ဆုံခန်း၌ထောင်ဝင်စာတွေ့တဲ့အခန်းထဲမှာတော့ BBN တယောက်အကျဉ်းသားဝတ်စုံနဲ့ခေါင်းငုံပြီးထိုင်နေရှာတယ်သူ့ရဲ့အတန်ကမနှဲနားထောင်ရလောက်အောင်တိုးညင်းလွန်းလာတယ်လောစင်ငါတောင်းပန်ပါတယ်ကျွန်တော်သူ့ကိုမှန်ကကန့်ထားတဲ့အထဲကနေကြည့်ပြီးခဏလောက်တိတ်ဆိတ်နေမိပြီးမှစကားဆက်လိုက်တယ်နင်းအဲ့ဒီလိမ်လည်တဲ့အဖွဲတွေကိုစဝင်တုန်းကတခုခုမှားနေတယ်ဆိုတာကိုလုံးဝသတိမထားမိဘူးလားသူကခါခါတီးတီးပြုံးလိုက်ပြီးအဲ့ဒီနေရာကတခုခုမှားနေတယ်ဆိုတာကိုပထမဆုံးနေ့ကတည်းကငါသိခဲ့တာပါဒါပေမဲ့ငါကိုယ်တိုင်ကပဲလက်မခံချင်ခဲ့တာကျွန်တော်တက်ပြင်းမချပဲမနေနိုင်တော့ဘူး VBN ကစပွဲကိုသူ့လက်သီးနဲ့ရုတ်တရက်စောင့်ထုလိုက်တော့လက်ထိပ်တွေကတန်းသားစပွဲမျက်နှာပြင်နဲ့ထိပြီးတစ်ချိန်ချင်းမြည်သွားတယ်ငါကပတ်စံနောက်ပဲယူယူမှုမှုလိုက်ခဲ့တဲ့ကြာရှုံးသူတယောက်ပါဘာတစ်ခုမှလည်းဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ဘူးငါကငါတက်တည်ပြနိုင်ဖို့နင့်ကိုငါတစ်ခုခုလုပ်ပြနိုင်တယ်ဆိုတာပြချင်လို့ရှိသမျှအင်အားနဲ့ရုန်းကန်ခဲ့တာဒါပေမဲ့နောက်ဆုံးမှာတော့ငါဘလောက်အပြီးအသုံးမကျဘူးလဲဆိုတာကိုပဲတက်တည်ပြလိုက်ရတယ်လို့ဖြစ်သွားတယ် VBN ကခေါင်းမော်လာပြီးမျက်ရည်တန်ဆွတ်နေတဲ့အတန်နဲ့လောစင်အမှန်တိုင်းပြောရရင်ငါတကယ်ချစ်ခဲ့တဲ့သူကနေမဲဆိုတာကိုလွန်ခဲ့တဲ့အချိန်ကြာကြီးကတည်းကငါသဘောပေါက်ခဲ့ပါတယ်ဒါပေမဲ့အရင်ဘဝတုန်းကငါဘလောက်ပဲမြင်မာတဲ့နေရာကိုတက်လန်းနိုင်ပါစေနင်ကငါ့ကိုတခါမှမကြည့်ခဲ့ဘူးငါလုပ်သမျှအရာအလုံးကနင်ကြိုတင်တွေးဆထားပြီးသားအရာတွေလိုပဲဖြစ်နေခဲ့တာ VBN ကခေါင်းမော်ပြီးမှန်တစ်ဖက်ကနေကျွန်တော်မျက်လုံးတွေကိုစိုက်ကြည့်လိုက်တဲ့သူ့အတန်ထဲမှာခေါင်းမာတဲ့တောင့်တမှုအရေးအယောင်လေးကျန်ရှိနေသေးတော့မယ်နင်လူတွေကိုခေါ်ပြီးငါနဲ့ Desmond တို့အတူတူနေတဲ့အိမ်ထဲကိုအတင်းဝင်ဖမ်းခဲ့တဲ့အဲ့ဒီနေ့တုန်းကငါရဲ့ပထမဆုံးစိတ်လိုက်မှန်မှဖြစ်ပေါ်လာတဲ့စိတ်ကူးကနင့်ကိုပြန်တွဲဖို့ကြိုးစားဖို့ပဲနင်တာငါ့ကိုခွင့်လွှတ်ပေးပြီးဘာမှမဖြစ်ခဲ့တယ်လို့မျိုးဟန်ဆောင်ပေးမယ်ဆိုရင်ငါတို့အရင်ဘဝကဘဝဟောင်းစီပြန်သွားလို့ရတာပေါ့စကားပြောနေရင်တဝက်လောက်မှတင် VBN ရဲ့လေတံကရုတ်တရက်အေးဆက်ပြီးပြုတ်ကျသွားတယ်ဒါပေမဲ့နင်လိုချင်ခဲ့တာကကွာရှင်းဖို့ပဲပြီးတော့ငါ့ကိုဘာပိုင်ဆိုင်မှုမှမပေးပဲဒီအတိုင်းလက်ပလာနဲ့မောင်းထုတ်ခဲ့တာအတိတ်ဘဝတုန်းကကြီးမားတဲ့ဆိုင်ကြီးထဲမှာ VBN ကဘိုက်ကြီးတကားကားနဲ့ဆိုဖာပေါ်မှာထိုင်နေပြီးသူ့ဘေးမှာ Desmond ကမတ်တက်ရက်နေခဲ့တာရှိနေကစာချုပ်ကိုကိုင်းပြီးတင်းငင်အေးဆက်တဲ့လေတံနဲ့ဖက်ပြနေတယ်မစ္စတာဘန်နက်တင်ပြထားတဲ့တပ်တွေအထောက်ထားတွေအရမစ္စတာ VBN ဟာကုမ္ပဏီရန်ပုံငွေတွေကိုတရားမဝင်အလွဲသုံးစားလုပ်ခဲ့ကြောင်းနဲ့အိမ်အောင်တက်တန်းအတွင်းဖောက်ပြန်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ရှင်းနေကစာရွက်တရွက်လှန်ပြီးဆက်ပြောတယ်။စာချုပ်အရဆိုရင်မစ္စတာ VBN မင်းကဒီအိမ်အောင်ရေးကနေဘာပိုင်ဆိုင်မှုမှရမှာမဟုတ်ပဲလက်ပလာနဲ့ထွက်သွားရပါမယ်$1တောင်ရမှာမဟုတ်ပါဘူး။ VBN ကောင်းမမလာခဲ့ဘူးဆိုဖာနားဆုံးကိုသူ့လက်သေးတွေဖြူလျော်လာတဲ့အထိကြစ်ကြစ်ပါအောင်စုပ်ကင်ထားရှာတယ်အကြာကြီးတိတ်ဆိတ်နေပြီးမှတိုးညင်းတဲ့အတန်နဲ့ရေးရွတ်တယ်$1တောင်မရဘူးဟုတ်လား။အဲ့ဒီညမှာပဲ VBN က GSO အဆိုရှင်ကိုလှည့်ဖွင့်လိုက်ပြီးနှိမ့်ချအေးဆက်တဲ့အတန်နဲ့နင့်ကိုတေးစေခြင်းနဲ့လို့ပြောတယ်။ Desmond ကသူ့ဘေးမှာလက်တီးကိုချစ်ချစ်ပါအောင်ဆုပ်ရက်နေပြီးမနှဲအောင်ထားရတဲ့စိတ်လှုပ်ရှားမှုလေးတန်းနဲ့ဒီကိစ္စပြီးသွားတာနဲ့ဘန်နက်မိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးကငါတို့ပိုင်ဖြစ်ပြီလို့ပြောနေတာကျွန်တော်မိဖို့ကြောင့်တကားဝမှာရုတ်တရက်ပေါ်လာတော့သူတို့နှစ်ယောက်လုံးလမ်းဖြန့်သွားပြီးကျမ်းပြင်ပေါ်လဲကျကုန်ကြတယ်။ VBN နင်းဒီမှာဘာတွေခိုးကြောင်ခိုးဝက်လာလုပ်နေတာလဲ။ VBN ကျမ်းပြင်ပေါ်မှာထိုင်လျက်သားနဲ့ချက်ချင်းမျက်ရည်တွေဝဲကျလာတယ်။ငါပိုက်ထဲမှာနင်းကလေးရှိနေသေးတယ်လေနင်းဘလို့တောင်နှလုံးသားမရှိပဲငါ့ကိုလက်ပလာနဲ့ပစ်ထားခဲ့ရတာလေ။ကျွန်တော်ငုံပြီးသူ့ကိုအထက်စီးကနေစိုက်ကြည့်ကအေးဆက်ဆက်လေးတန်းနဲ့Desmond ရဲ့ကလေးကိုလွှဲထားပြီးတော့တောင်ငါ့ကိုအပြစ်ပုံချဖို့လာလိမ့်နေသေးတယ်ပေါ့ VBN နင်ငါ့ကိုတကယ်ပဲဖျားသခင်လိုလူကောင်းကြီးထင်နေတာလား VBN ရဲ့မျက်နှာကတောင့်ခဲသွားပြီးနောက်အရှက်ရပြီးနာကြီးဒေါသထွက်နေတဲ့မျက်နှာအဖြစ်ပြောင်းလဲသွားတယ်ငါနင့်ကိုငါနဲ့အတူတေတွင်းနဲ့ဆွဲသွင်းမယ် VBN နဲ့ Desmond တို့နှစ်ယောက်လုံးကျွန်တော်စီအတင်းပြေးဝင်လာပြီး gas အိုးရှိတဲ့ဘက်ကိုတွန်းပို့ကြတယ်ပြီးတော့သူတို့နှစ်ယောက်လုံးမိဖို့ချောင်းတဲကနေအမြန်ပြေးထွက်သွားကြတာပေါ့ VBN ကမိချစ်ကိုမြောက်လိုက်ပြီးမျက်တောင်မခတ်ပဲမိတောက်ကိုစိုက်ကြည့်ရင်ဒါဆိုရင်လဲငရဲကိုတန်းတန်းမတ်မတ်သွားလိုက်တော့မိချစ်ကကျွန်တော်ရှေ့ကနေဖြတ်ပြီးလေထဲမှာမိတောက်လေးတစ်ခုဖြစ်ဝဲပြန်သွားခဲ့တယ်ကျွန်တော်ဘာမှတိုးဆုပ်မနေပဲရှေ့ကိုအတင်းတိုးပြီး VBN နဲ့ Desmond တို့နှစ်ယောက်လုံးကိုလှမ်းဖမ်းချုပ်လိုက်တယ်ငါအသက်တစ်ချောင်းအတွက်နင်တို့အသက်နှစ်ချောင်းနဲ့လဲရမယ်အဲ့ဒါကဘလို့ပဲဖြစ်ဖြစ်ကျွန်တော်လက်မလွတ်နိုင်တဲ့ဗီဇတစ်ခုပဲလေ
အနောက်ကနေပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးမိတောက်တွေဝါမျိုးသွားကကျွန်တော်တို့၃ယောက်လုံးမိဘုံကြီးထဲမှာတပြိုင်တည်းပျောက်ကွယ်သွားခဲ့ကြတယ်လက်ရှိပြစ်စုံပံကိုပြန်ရောက်လာတဲ့အခါကျွန်တော်စိတ်မရှိတဲ့ပုံစံနဲ့နားကိုပို့ရင်းပြောလိုက်တယ်နင်ပြောလို့ပြီးပြီလားပြီးရင်ငါသွားတော့မယ်အိုင်ရစ်ကစီမံကိန်းအတွက်ငါ့ကိုစောင့်နေတာဒီလိုအတိတ်ပဲမရှိတဲ့အားလုံးစကားတွေကိုနားထောင်နေဖို့ငါမှအချိန်မရှိဘူးအဲ့ဒီအချိန်မှာပဲအတူအခန်းခံထားရတဲ့ဒက်စမွန်ကကျွန်တော်ကိုကလတ်ထိုင်ပေါ်အတင်းတွန်းချလိုက်ပြီးမျက်လုံးထဲမှာဒေါသတွေအပြည့်နဲ့ BBN ဘက်ကိုလှည့်អော်တော့တယ်နင်ငါ့ကိုလိန်ခဲ့တာလားအရင်ဘဝတုန်းကနင့်တက်ကိုကဲခဲ့တာငါကွာငါရဲ့ကြောက်ကတာမရှိရင်နင်လွန်ခဲ့တဲ့အချိန်ကလေးကတည်နေပြီဒက်စမွန်က BBN ရဲ့ပခုံးနှစ်ဖက်ကိုလှုပ်ခါပြီးအရေးကြီးနဲ့အတန်ပါပါကြီးနဲ့ပြောတယ်နေငါနဲ့တစ်သက်လုံးအတူတူဖြတ်တန်းမဲ့ပတ်စံတွေအများကြီးရှာပြီးငါအဖေရဲ့လောင်းကစားကျွေးတွေကိုဆက်ပေးမယ်လို့ကတိပေးခဲ့တာလေအခုကျတော့ငါအမေခြံထားခဲ့တဲ့ရွှေဆွဲကြိုးကိုယူပြီးထွက်ပြေးသွားတယ်ဟုတ်လားပတ်စံတွေပဲမှလဲငါ့ကိုပြန်ပေးစမ်းလူလိမ္မာရဲ့ BBN ကဒက်စမွန်ကိုအားနဲ့တွန်းဖဲပစ်လိုက်ပြီးနှာခေါင်းရှုံကငါအသက်ကိုကယ်တယ်ဟုတ်လားအဲ့ဒီကြောက်ကအတွက်ပတ်စံကိုငါဘာသာငါပေးခဲ့တာဟာပြီးတော့နင်တာငါ့ကိုအဲ့ဒီလိမ်လေတဲ့ကုမ္ပဏီထဲဝင်ဖို့တွန်းအားမပေးခဲ့ရင်ငါဘယ်တော့မှထောင်ကျမှာမဟုတ်ဘူးအဲ့ဒါကြောင့်နင်လည်းလွတ်အောင်ပြေးဖို့မစင်စားနဲ့ BBN ကရုတ်တရက်ခေါင်းမော့လာပြီးမိုင်းယူရဲဆန်တဲ့လေတန်းနဲ့ကျမဒါကိုတိုင်မဲ့ဒက်စမွန်ကလည်းအဲ့ဒီလိမ်လေတဲ့ခိုင်းထဲမှာပါဝင်ပတ်သက်နေတာသူကပဲကျမကိုဒီထဲဆွဲသွင်းခဲ့တာလို့ပြောတယ်ဒက်စမွန်ရဲ့မျက်လုံးတွေနီးရဲသွားပြီးလက်ကိုမြောက်က BBN ရဲ့ပါးကိုဖျက်ရိုက်လိုက်တယ်ပါဇက်ပိတ်ဆန်လူကောင်းလာမလုပ်နဲ့ဒက်စမွန်ကအသက်ကိုပြင်းပြင်းရှူရင်သူ့ကိုလက်ညှိုးထိုးပြီးနင်တာငါရဲ့ရွှေဆွဲကျိုးနဲ့ကြောက်စင်းဆွဲသီးကိုပြန်မပေးရင်နင့်ကိုထောင်ထဲမှာတစ်သက်လုံးဆွေးမြေ့သွားအောင်ငါလုပ်ပြမယ်လို့ပြောပြီးလှည့်ထွက်ပြေးသွားတော့တယ်ဒီအချိန်လေးရောက်တော့မှ BBN ကကျွန်တော်ဘက်ကိုနောက်ဆုံးအနေနဲ့လှည့်လာပြီးမျက်ရည်တွေနဲ့ငါတို့အရင်တုန်းကလင်မယားတွေဖြစ်ခဲ့မှုတဲ့တန်ရောစင်ကိုထောက်ထားပြီးကျေးဇူးပြုပြီးငါ့ကိုကူညီပေးပါဦးနော်နင်တာငါအတွက်စကားလေးတစ်ခွန်းလောက်ကူပြောပေးရင်ငါဒီထဲမှာနေရမယ့်နှစ်တွေလျော့သွားမှာငါသိတယ်လို့ပြောရင်းမျက်ရည်တွေတောက်တောက်ကျလာတယ် BBN ကကျွန်တော်လက်ကိုလှမ်းဆွဲဖို့လုပ်ပေမဲ့ကျွန်တော်ကတော့လက်ကိုချက်ချင်းရုပ်သိမ်းလိုက်တယ်ကျွန်တော်ရဲ့လေတံကအေးဆက်သွားပြီနင်တို့ကြောင့်မိသားစုတွေဘလောက်အများကြီးပျက်စီးသွားခဲ့ရလဲဆိုတာနင်စဉ်းစားမိရဲ့လားပြောပြီးတာနဲ့ကျွန်တော်မတ်တက်ရက်ပြီးအနောက်ကိုလှည့်မကြည့်ပဲထွက်ခွာခဲ့လိုက်တော့တယ် BBN ဒါကနင်နဲ့တကယ်ကိုထိုက်တန်တဲ့ပြစ်ဒဏ်ပဲလူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါဦး BBN ချမ်းပြင်ပေါ်ကိုပြန်လဲပြိုလဲကျသွားပြီးကျွန်တော်နောက်ကိုလိုက်မလာတော့သလိုဘာစကားတစ်ခုမှလည်းထပ်မပြောတော့ဘူးတရားရုံးမှာတော့တရားသူကြီးကစီရင်ချက်ကိုဖတ်ကြားလိုက်တယ်တရားခံ BBN သည်လိမ်လည်မှုဖြင့်ပြစ်မှုထင်ရှားသဖြင့်တည်ဆဲဥပဒေအရထောင်ဒဏ်9နှစ်ကြာခံစေရန်အမိန့်ချမှတ်လိုက်သည်အိုင်ရစ်နဲ့ကျွန်တော်သတင်းတွေကိုအတူတူထိုင်ကြည့်နေကြတာပေါ့လူထုစိတ်ဝင်စားမှုမြင့်မားနေတဲ့အမှုတစ်ခုမှာတော့ BBN အမည်ရှိအမျိုးသမီးတဦးဦးဆောင်တဲ့ရန်ပုံငွေလိမ်လည်မှုကိုင်းဟာအကျိုးမြတ်အများကြီးပြန်ရမယ်ဆိုပြီးတားကောင်တွေကိုဆွဲဆောင်စည်းရုံးခဲ့တဲ့အတွက်တရားရုံးကပထမအဆင့်စီရင်ချက်ချမှတ်လိုက်ပြီးဖြစ်ပါတယ်ဘန်နတ်အုပ်စုရဲ့ရုံးခန်းထဲမှာအိုင်ရစ်ကစာရွက်စာတမ်းအချို့ကိုလှန်လောကြည့်ရင်ပေါ့ပေါ့ပပပဲမေးလာတယ်ဟိုဒက်စမွန်ဆိုတဲ့လူရောဘာသတင်းထူးသေးလဲကျွန်တော်ကလတ်ထိုင်ပေါ်နောက်မိလိုက်ပြီးအေးဆက်ဆက်လေးတန်းနဲ့ဘာမှမရှိပါဘူးလွန်ခဲ့တဲ့ရက်ပိုင်းကသူတန်ရာအပြည့်နဲ့ရဲစခန်းမှာလာတိုင်းချက်ဖွင့်နေလို့တော့ကြားတယ်သူ့အဖေကသူ့ကိုအသက်ကြီးကြီးအမျိုးသားတစ်ယောက်စီကစားစရာအဖြစ်ရောင်းစားလိုက်လို့လေအိုင်ရင်မျက်မှောင်လေးအနှဲငယ်ကျုပ်သွားပြီးရဲတွေကဘာမှမလုပ်ပေးဘူးလားကျွန်တော်ခေါင်းခါပြလိုက်တယ်ဟိုဘက်ကလူကဒက်စမွန်အဖေကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာချုပ်ကိုကင်ထားတာဆိုတော့ဒါကိုမိသားစုတွင်ပြဿနာဖြစ်ပဲတတ်မှတ်လိုက်ကြတယ်အဲ့ဒီနောက်ပိုင်းဒက်စမွန်ရဲ့သတင်းလည်းဘာမှမကြားရတော့ဘူးအိုင်ရခဏလောက်ငြိမ်သက်သွားပြီးမှတက်ပြင်းခတ်ဖွားဖွားလေးချလိုက်တယ်အင်းလေဒါကလည်းသူနဲ့ထိုက်တန်တဲ့ဝတ်ကြွေးကိုပြန်ပေးဆက်ရတာပဲဖြစ်မှာပါ9နှစ်ကြာပြီးနောက်ရွှေရောင်နှွမ်းသောညချမ်း9နှစ်ကြာပြီးနောက်တစ်နေ့မှာတော့အစင်းမြင့်အခမ်းပွဲအခမ်းအနားတစ်ခုမှာမိဆိုင်တွေတောက်ပနေပြီးဧည့်သည်တွေကဝိုင်ခွက်တွေကိုစီနဲ့တင့်တဲ့စကားဆက်မြည်ပြောဆိုနေကြတယ် VBN တယောက်ရုပ်ပြက်စင်းပြက်နဲ့ရိန်ထိုးပြီးအထဲကိုဝင်လာခဲ့တဲ့ဧည့်သည်တွေကလည်းအံ့ဩတာကြီးနဲ့လှည့်ကြည့်ကြတာပေါ့သူကလူအုပ်ကြားထဲကကျွန်တော်ကိုချက်ချင်းမြင်သွားပြီးအပြေးလွှားရောက်လာကကျွန်တော်ရဲ့ကုတ်အင်ဂျီအနာဆုံးကိုဆွဲကင်ပြီးဒူးထောက်ချလိုက်တော့တယ်လောစင်ငါမှမှန်းသိပါပြီကျေးဇူးပြုပြီးငါ့ကိုအခွင့်အရေးတစ်ခါလောက်ထပ်ပေးပါနော်ကျွန်တော်သူ့ကိုအေးဆက်ဆက်ပဲငုံကြည့်နေမိပြီးစိတ်ကအရင်ဘဝကအတိတ်စီပြန်ရောက်သွားပြန်တယ်အတိတ်ဘဝမှာမမေ့နိုင်တော့အလိမ်များ VBN ငါတို့မိဘတွေကထပ်ပြီးအတင်းပူစာနေပြန်ပြီးငါတို့ဘယ်တော့လောက်ကလေးယူကြမလဲ VBN ကစိတ်မရှိတဲ့လေတံနဲ့လက်ခါပြလိုက်တယ်ငါပြောပြီးပြီပဲဟာငါကကိုယ့်ခြေထောက်ပေါ်ကိုရက်တည်တဲ့လွတ်လပ်တဲ့အမျိုးသမီးတစ်ယောက်ငါဘယ်သူလဲဆိုတာကိုကလေးတစ်ယောက်နဲ့တတ်မှတ်ဖို့မလိုဘူးဒီဘဝမှာငါရဲ့လုပ်ငန်းကအဓိကပဲအဲ့ဒါကြောင့်နင်မိဘတွေရဲ့ခင်မမီတော့တဲ့ကလေးယူဖို့အတင်းပူစာနေတာတွေကိုလာပြီးမပြောစမ်းပါနဲ့ကျွန်တော်ခဏလောက်ငြိမ်သွားပြီးမှခေါင်းနေလိုက်တယ်အေးပါ VBN ရနင့်စန္ဒအတိုင်းကလေးယူဖို့ခိတ္တဆိုင်ငံ့ထားကြတာပေါ့နင့်ရဲ့လုပ်ငန်းကပိုအရေးကြီးပါတယ်လေအဲ့ဒီနောက်ပိုင်းတရက်မှာတော့ကျွန်တော်တကားကိုတွန်းဖွင့်လိုက်တဲ့အချိန်ကျွန်တော်ကိုကြောပေးပြီးဖုန်းပြောနေတဲ့ BBN ကိုမြင်လိုက်ရတယ်သူကဆရာဝန်စီဖုန်းဆက်ပြီးပြောနေတာကကျမပိုက်ထဲမှာကလေးရှိနေတာတလားရှိပြီဟုတ်တယ်ရှင်နဲ့ရတဲ့ကလေးပါစိတ်မပူနဲ့သူကကျမကိုအရန်ချစ်တာဆိုတော့ကျမပြောသမျှအကုန်ယုံနေတာကျွန်တော်ရဲ့ခြေလမ်းတွေရုတ်တရက်ရက်တန့်သွားပြီးအဲ့ဒီနေရာမှာတင်တောင့်ခဲသွားခဲ့ရတယ်ဒီကလေးမွေးလာတာနဲ့သူ့ရဲ့ရှယ်ယာတွေကိုကျမစီလွှဲပေးဖို့လက်မှတ်ထိုးခိုင်းရုံပဲကျွန်တော်အတန်တွေတုံ့ယူလာတယ်ဒါဆိုအစကတည်းကဓာတ်တွေအကုန်လုံးကအလိမ်ညာတွေပေါ့ဟုတ်လား VBN ကဖုန်းကိုစက်ကင်ထားရင်းနဲ့ပဲပေါ့ပြက်ပြက်လေးတန်နဲ့ဆက်ပြီးရေမောနေတယ်ကောင်းတယ်တနေ့ကျရင်ငါတို့အဲ့ဒီပိုင်ဆိုင်မှုအများကြီးကိုစက်ခံရတာနဲ့ဘန်နက်မီဆူရဲ့စီးစိမ်တွေအကုန်ငါတို့လက်ထဲရောက်ပြီကျွန်တော်လက်သီးကိုချစ်ပါအောင်စုပ်လိုက်မိပြီးလက်စစ်တွေပါဖြူလျှော်ကုန်တဲ့အထိပဲလက်တွေဘဝကြီးပြတ်သားသောဆုံးဖြတ်ချက်လက်ရှိအခမ်းပွဲခမ်းမထဲမှာတော့ VBN ရဲ့လက်တွေကကျွန်တော်ရဲ့ကုတ်အင်ဂျီအနာဆုံးကိုဆွဲကင်ထားတော့မယ်ကျွန်တော်သူ့လက်ကိုစောင့်တုံးဖယ်ပစ်လိုက်တယ်ဒီနိုင်ငံမှာငါရဲ့ကလေးကိုမွေးပေးခြင်းလို့တန်းစီနေတဲ့အမျိုးသမီးတွေတန်းနဲ့ချီပြီးရှိတယ်ဘန်နက်မိသားစုရဲ့အမွေဆက်ခံသူကိုမွေးပေးဖို့အတွက်ထောင်ကျဘူးတဲ့ရာဇဝတ်ကောင်မိန်းမတစ်ယောက်စီဘယ်တော့မှအလှည့်ရောက်လာမှာမဟုတ်ဘူးဗျအဲ့ဒီအချိန်မှာပဲကိုဝင်ရဲ့အမာနဲ့အိုင်ရစ်ကကျွန်တော်အနားကိုရှောက်လာပြီးကျွန်တော်လက်မောင်းကိုချိတ်ကပခုံးပေါ်ခတ်တာလေးမိရင်တိုးညင်းတဲ့လေတံနဲ့မေးတယ်ဘာတွေဖြစ်နေလို့လဲမောင် VBN ကဒါကိုကြည့်ပြီးမျက်ရည်တွေတောက်တောက်ကြရင်အတန်တွေပါတုံလုံးချောက်ချသွားတယ်ငါမယုံဘူးလောစင်နင်ငါကိုလိမ့်နေတာမဟုတ်လားနင်ဘလို့ဖြစ်လို့သူ့ကိုလက်ထပ်လိုက်တာလဲငါကနင့်ရဲ့ဇနီးလေး
ကျွန်တော် Iris ရဲ့ပခုံးလေးကိုဖတ်လိုက်ပြီးရှေ့က Vivian ကိုစိုက်ကြည့်ကပြောလိုက်တယ်ငါကကိုဘယ်တော့မှအောက်ကျမခံဘူးတခြားယောက်ျားရဲ့ကလေးကိုလွယ်ထားပြီးတော့တောင်ငါ့ကိုအပြစ်ပုံချဖို့လာလိမ့်နေတဲ့နေ့ရဲ့လင်းယောက်ျားက Vivian စိတ်ဆိုးယူသွတ်စွာနဲ့အော်ဟစ်တော့တယ်လောစင်နေငါအပေါ်ဘလို့တောင်ဒီလိုလုပ်ရတာလဲကျွန်တော်အနောက်ကိုလှည့်မကြည့်တော့ပဲဘေးက Iris ကိုတွဲပြီးရှေ့ကိုဆက်လျှောက်ခဲ့လိုက်တယ်ထပ်မံနှောက်ယှက်ခြင်းတနေ့မှာတော့ Vivian ကကျွန်တော်ကားရှိကိုရုတ်တရက်ပြေးဝင်လာပြီးရောက်ရှိနေတဲ့သတင်းထောက်တွေရဲ့ရှေ့မှာရှိုက်ကြီးတင်ငင်ငွေယိုကအော်ပြောတော့တယ် Iris ကငါရဲ့နေရာကိုလူယူသွားတဲ့အိမ်အောင်ဖြတ်မှာပဲငါကသာကမ္ဘာအချမ်းသာဆုံးသူထေရဲ့တရားဝင်ဇနီးစစ်ပါကျွန်တော်ကားပေါ်ကနေဆင်းလိုက်တဲ့ခရုံမှာပဲ Vivian ကသူ့ရဲ့နောက်ဆုံးအသက်ကယ်ကြိုးကိုလှမ်းဆွဲတယ်လို့မျိုးကျွန်တော်စီကိုအတင်းပြေးဝင်လာတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုပြက်ပြက်တသားပဲတွန်းဖက်ပစ်လိုက်တယ် Iris ကဘေးကနေရှောက်လာပြီးတဘာဝကြပဲကျွန်တော်လက်မောင်းကိုချိတ်လိုက်တယ်ကျမအမျိုးသားကဒီတဝိုက်မှာအချမ်းသာဆုံးသူထေပဲသူကညီလိုမျိုးအဆင့်တန်းမရှိတဲ့မိန်းမတစ်ယောက်ကိုဘယ်တော့မှလှည့်ကြည့်မှာမဟုတ်ဘူးကျွန်တော်လည်းလုံခြုံရေးဝန်ထမ်းတွေဘက်လှည့်ပြီးအမိတ်ပေးလိုက်တယ်သူ့ကိုနေရာအားလုံးကနေပိတ်ပင်ထားလိုက်ပါနောက်တစ်ခါသူ့မျက်နှာကိုငါထပ်မမြင်ချင်တော့ဘူးလုံခြုံရေးဝန်ထမ်းနှစ်ယောက်ကချက်ချင်းပဲအမိတ်အတိုင်းမှာတခင်လေးလို့ပြန်ထူးကြတယ်သူတို့က Vivian ရဲ့လက်မောင်းနှစ်ဖက်ကိုဖမ်းချုပ်ပြီးအပြင်ကိုစွတ်အတင်းဆွဲထုတ်သွားကြတော့တာပေါ့ Vivian ကတော့လမ်းတစ်လျှောက်လုံးရုန်းကန်အော်ဟစ်နေရင်သူ့ရဲ့ဖက်နှက်တစ်ဖက်ပါကျွတ်ကြံခဲ့ပြီးအထီးကျန်စွာနဲ့ပါသွားရှာတယ်ကံကြမ္မာရဲ့စသိန်းအဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ရဲ့ဘဝကအေးချမ်းသာရာစွာနဲ့ပဲဖြတ်တန်းလာခဲ့တယ်တနေ့တော့အိုင်းရင်နဲ့ကျွန်တော်မိဘတင်တန်းလမ်းညွှန်စာအုပ်ကိုအတူတူထိုင်ဖက်နေတော့စာပွဲပေါ်ကဖုန်းကရုတ်တရက်မြည်လာတယ်ကျွန်တော်ဖုန်းကိုကောက်ကင်လိုက်တော့တစ်ဖက်ကအတန်ကခဏလောက်တုံဆိုင်နေပြီးမှတခင်လေးပဲနဲ့ Vivian တယောက်လမ်းဘေးမှာတင်ယောဂနဲ့တိတ်ဆုံးသွားပါပြီ Vivian တေးပြီးဟုတ်လားကျွန်တော်ကိစ္စတစ်ခုကိုအတီးပြုတ်တယ်လို့မျိုးအဲ့ဒီစကလုံးကိုပဲရေရုံမိသွားတယ် Iris ကသူ့လက်ထဲကဖောင်တိန်ကိုချလိုက်ပြီးတက်ပြင်းချကအေးအေးဆေးဆေးပဲပြောတယ်သူ့ဝကြွေးသူပြန်ပေးဆက်ရတာပဲလို့ပဲတတ်မှတ်ရမှာပေါ့ဒါပေမဲ့လေနင်တို့ကတစ်ချိန်ကအတန်းဖော်တွေဖြစ်ခဲ့ကူတာပဲလေသူ့ရဲ့တကြိုစရိတ်ကိုတော့နင်ပဲစိုက်ထုတ်ပေးလိုက်ပါတော့ဖုန်းထဲကလူကခဏငြိမ်သွားပြီးဟုတ်ကဲ့ပါတခင်လေးဘဲနဲ့တလို့ပြန်ဖြေတယ်အဲ့ဒီညကမိုးတွေတောက်လျှောက်ရွာသွန်းနေခဲ့တယ်နားနေဆောင်တစ်ခုရဲ့ခုံတန်းလျာပေါ်မှာ Vivian တယောက်ပါလာတဲ့အဝတ်စားတွေကိုဝတ်ဆင်ရင်ကွေးကွေးလေးလဲလျောင်းနေရှာတယ်သူ့ကိုယ်ပေါ်မှာမိုးရေတွေဆူရွှဲနေတဲ့သတင်းစာတစ်စောင်ကိုခြုံထားပြီးသူ့ရဲ့လက်ကတော့အသက်မဲ့စွာနဲ့ဘေးကိုတွဲလောင်းကျနေခဲ့တယ်မိုးဆက်မိုးပေါက်တွေသူ့လက်ပေါ်ဖြန်းကနေကျနေတာတောင်သူပြန်မယုတ်သိမ်းနိုင်တော့ဘူးထီးတစ်ချောင်းနဲ့ဖျက်လျှောက်သွားတဲ့လူတစ်ယောက်ကခဏရငုံကြည့်ပြီးမျက်မှောင်ကျုပ်ကလေထဲမှာလက်ခပြလိုက်တယ်လမ်းဘေးကောင်နောက်တစ်ယောက်တေးပြန်ပြီးတော့သူလှည့်မကြည့်ပဲဆက်လျှောက်သွားတော့တယ်အလင်းတစ်တို့ခြေလမ်းများကျွန်တော်ဝရန်တာမှာမတ်တက်ရက်နေတော့အေးများတဲ့လေငင်းကမျက်နှာကိုလာတိုးဝေ့နေတဲ့ Iris ကအနောက်ကနေဖြည်းဖြည်းချင်းရှောက်လာပြီးကျွန်တော်ပခုံးပေါ်ကိုကုတ်အင်ဂျီလေးတစ်ထက်အသားအရာခြုံပေးတယ်အေးမီအောင်မယ်မောင်ကျွန်တော်သူ့ကိုလှည့်ကြည့်လိုက်တော့မျက်လုံးတွေထဲမှာနှွေးထွေးမှုတွေပြည့်ရှံနေပြီးလေတံကလည်းနူးညံ့သွားတယ်ရပါတယ်မောက်မှာမိမရှိနေတာပဲဥစ္စာကျွန်တော် Iris ကိုစိုက်ကြည့်နေတော့မှပဲအခန်းထဲကနေပုံရိပ်လေးနှစ်ခုကတက်တက်ကြွကြွနဲ့ပြေးထွက်လာပြီးကျွန်တော်ရဲ့ခြေထောက်တစ်ဖက်စီကိုဖက်တွေ့လိုက်ကြတယ်ပြီးတော့မျက်နှာလေးတွေမော်ပြီးဖေလို့ပြိုင်လူခေါ်ကြတာပေါ့ကျွန်တော်သမီးလေးနှစ်ယောက်ရဲ့ခေါင်းကိုတာတာလေးပုတ်ပေးရင်စိတ်ထဲကနေတိုးတိုးလေးတွေးနေမိတယ်အရင်ဘဝကရှုပ်ထွေးခဲ့တဲ့များကိစ္စတွေအားလုံးကတော့ဒီဘဝမှာအမြင့်ပြတ်တန့်စင်သွားခဲ့ပြီးလူအချို့ကတော့တစ်ချိန်တစ်ခါပဲကူညီပေးဖို့လိုအပ်တာမျိုးသူတို့ကိုဒုတိယအကြိမ်ထိလိုက်ပြီးကူညီပေးနေရင်ကိုပဲပြန်ပြီးဒုက္ခပေးတယ်လို့ဖြစ်တတ်တာပဲတိမ်တိုက်တွေကြားကနေဖြာချလာတဲ့နေအောင်ကြီးကကျွန်တော်တို့မိသားစု၄ယောက်လုံးရဲ့ကိုပိုးကိုနှွေးထွေးစွာကြားရောက်လာခဲ့တယ် Vivian နဲ့ Desmond တို့ရဲ့အကြောင်းတွေကတော့အိမ်မက်စုတစ်ခုလိုပဲအခုတော့အဲ့ဒီအိမ်မက်ကြီးကပြီးဆုံးသွားခဲ့ပါပြီမနက်ခင်းရဲ့နေမင်းကြီးကတော့ထုံးစံအတိုင်းပြန်လဲထွက်ပေါ်လာခဲ့တယ်ကျွန်တော်တို့မိသားစုလေးဟာလက်ချင်းချိတ်ပြီးရှေ့ကိုအတူတူရှောက်လန်းခဲ့ကြတယ်နေအောင်ကြီးကြောင့်ကျွန်တော်တို့ရဲ့အရေးတွေကအနောက်မှာရှေ့လျားစွာကြံရစ်ခဲ့ပြီးအတိတ်ကအမောင်ထုတွေကိုအဲ့ဒီနေရာမှာတင်ထာဝရခြံထားရစ်ခဲ့တယ်လို့မျိုးပေါ့